ကျွန်တော်တို့ဟာတိုင်းပြည်မှာစာနာမှုတရားမရှိတဲ့လူတွေနဲ့နှစ်ပေါင်းများစွာနေခဲ့ရတော့ကိုရီးယားစိတ်တွေကလည်းအဲ့စာနာမှုတရားပျောက်သွားတယ်နေခင်းကကျွန်တော်အတွေ့အကြုံလေးကိုဒီမှာကျွန်တော်ပြန်ပြောချင်ပါတယ်ပြိတ္တတွေကလည်းအများများတယ်အဲ့တော့အဲ့ဒါကျွန်တော်တို့ကြည့်လိုက်ရင်ကျွန်တော်တို့ရွာတရွာတို့ဒီမို့ကျွန်တော်တို့မြို့တစ်မြို့ဒါမှမဟုတ်ကျွန်တော်တို့ရဲ့တိုင်းတစ်တိုင်းပြည်နယ်တစ်ခုနိုင်ငံတစ်ခုအဲ့လိုတစ်စက်ကြီးစီကျွန်တော်တို့ကြည့်လိုက်ရင်ဒီပြဿနာလက်တလုံးရင်ဆိုင်ရတဲ့ပြဿနာပါအဲ့ဒါဘာလဲလို့ဆိုတော့ကျွန်တော်နေခင်းကစာကြည့်လိုက်မှာစာရေးဆရာ၄ယောက်နဲ့စာကြည့်တဲ့ကရွာကလူငယ်များနဲ့ကျွန်တော်တို့စကားပြောရပါတယ်စကားပြောရတဲ့အခါမှာဆရာ OBJ ကနေပြီးတော့တာဝန်ယူပြီးတော့ကြိုက်မေးချင်တာမေးဒီဆရာတွေကတော့ဒီမှာရောက်နေတော့ဖြေပေးမယ်အဲ့ဒီအခါမှာမေးချင်တာမေးလို့မေးခိုင်းလိုက်တဲ့အချိန်မှာမေးဖို့အတွက်စွန့်အားနေကြတယ်မေးဖို့အတွက်နှောက်နှင်းနေကြတယ်ဘာမေးရမလဲလို့ဝေဝါးနေကြတယ်အဲ့တော့ကျွန်တော်အခုမိဘပြည်သူများရဲ့ရှေ့မှာကျွန်တော်တခုပြောချင်ပါတယ်ကျွန်တော်တို့ဗမာဓလေ့ကိုကဒီလိုဟောပြောပွဲကြီးတွေပြောတဲ့အခါမှာကျွန်တော်တို့အခုစင်မောကနေပြောနေတယ်ဒီကပြိတ္တကြီးတွေကနားထောင်နေတယ်ကျွန်တော်ပြောတာနဲ့သဘောတူမှမသိမတူမှမသိကြိုက်မှမသိမကြိုက်မှမသိတိုက်ဆိုင်မှမသိမတိုက်ဆိုင်မှမသိနားထောင်နေရကျွန်တော်တို့တိုင်းပြည်မှာအဲ့ဒါလိုလူတယောက်တည်းကပြောတာကိုကြိုက်ကြိုက်မကြိုက်ကြိုက်ထိုင်နားထောင်ခဲ့တာနှစ်90ကျော်သွားပြီအဲ့တော့ကျွန်တော်တို့အဲ့ဒီဓလေ့ကြီးကိုထိုမာရွာနှစ်100ပြည့်ကစပြီးတော့ကျွန်တော်ပြင်ကြရအောင်ကြိုက်ကြိုက်မကြိုက်ကြိုက်နားထောင်နေရမယ်အစားကျွန်တော်တို့မကြိုက်ဘူးဆိုရင်ပြန်ညင်းမယ်သဘောထားမတူရင်ပြန်ဆွေးနွေးမယ်ရန်ဖြစ်တာမဟုတ်ပါဘူးကျွန်တော်ညင်းခွင့်ရှိတယ်ကျွန်တော်ပြန်ဆွေးနွေးခွင့်ရှိတယ်မေးခွင့်ရှိတယ်အဲ့ဒီလိုလုံးမှကျွန်တော်တို့ဓလေ့တစ်ခုပြန်ပြီးကျွန်တော်တို့ထူထောင်မိရကြပါမယ်မဟုတ်ရင်ကျွန်တော်တို့ဘယ်လိုဖြစ်လာမလဲလို့ဆိုတော့အဲ့ဒါလိုမေးခွန်းမမေးဘဲနဲ့နေတာကြာလာရင်မေးခွန်းမမေးတတ်တော့မေးခွန်းမမေးတတ်တဲ့အခါကျတော့အဲ့ဒီလိုမမေးတတ်တဲ့လူတွေများလာတော့လွတ်တော်ထဲမှာသွားအိတ်နေကြအောင်မမေးတော့ဘူးလွတ်တော်ထဲရောက်ပြီးအဲ့ဒါမမေးတော့ဘဲနဲ့အိတ်နေတော့တာအဲ့တော့ကျွန်တော်တို့ကမေးတတ်အောင်အလေးကျင့်လုပ်စေချင်ပါတယ်ကျွန်တော်တို့မေးလို့ရတယ်ဆွေးနွေးလို့ရတယ်နောက်များမှာလည်းကျွန်တော်တို့ဒီလိုမျိုးဝဲတွေလုပ်တဲ့အခါမှာကျွန်တော်တို့အခုလိုပေါ့စင်ပေါ်မှာစာရေးဆရာတွေဖိတ်တယ်ဆိုလို့ရှိရင်လည်းဖိတ်ပေါ့ခေါင်းစဉ်တစ်ခုရွာကနေပြီးတော့တက်ပေးလိုက်ပေါ့ဒီကနေ့လူငယ်တွေနဲ့တိုက်ပြည်ရဲ့အနာဂတ်ဘာညာပေါ့လေအဲ့ဒါလိုတက်လိုက်တဲ့အခါမှာစင်ပေါ်မှာရှိတဲ့လူတွေကလည်းဆွေးနွေးကြမယ်အဲ့ဒါလိုဆွေးနွေးကြပြီးတဲ့အခါမှာပြိတ္တကလည်းပြန်ပြီးတော့မိခွန်းနေမေးမယ်ကိုယ့်ရဲ့အယူဆတွေကိုလည်းတင်ပြမယ်အပြန်အလှန်လည်းပြောကြမယ်ဒီလိုဆိုရင်ကျွန်တော်တို့ဒီဓလေ့တစ်ခုကအင်မတန်မှလှပတဲ့ဓလေ့တစ်ခုဖြစ်လာပါလိမ့်မယ်ကျွန်တော်တို့ရဲ့ဒီဒေသကနေနှစ်100ပြည့်ကနေမှတ်မှတ်ရကျွန်တော်တို့စလိုက်ကြရင်ကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ပါပြီကောင်းတယ်ကျေးဇူးတင်ပါတယ်ဟုတ်ပြီဗျအဲ့တော့အဲ့ဒီလိုကျွန်တော်တို့ဟိုအခုဆိုရင်သူတယောက်တည်းထောက်ခံနေတယ်ဟုတ်လားအားလုံးကြားတဲ့အတိုင်းပဲအဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးလုပ်မယ်ဆိုရင်မင်းကုန်းမေးတဲ့အခါမှာကျွန်တော်တို့မင်းကုန်းမေးတဲ့ဓလေ့ပေါ့ဒီဘက်မှာသုံးကားသိချင်တာကျွန်တော်တစ်ခုတော့ပြောကြည့်ချင်ပါတယ်ကျွန်တော်ခုနကတော့လည်းကလေးမှပြောတယ်တနေ့ကလည်းကျွန်တော်ကလေးဝမှာပြောတယ်အဲ့တော့မင်းကုန်းမေးကြအောင်အဲ့မင်းကုန်းမေးတဲ့ဓလေ့လေးကိုထူထောင်ကြရအောင်လို့ပြောတော့အခုတရားအကူကြီးကတော့អော်ပြီးတော့ဟုတ်ပါတယ်ပေါ့ဒါသူ့ရဲ့ထောက်ခံချက်ပေါ့ဒါပေမဲ့ဟိုစိတ်ဖြူမှာကျွန်တော်ပြောတော့အဲ့လိုမဟုတ်ဘူးကြကိုပဲဒေါင်းနာနေပြီးတော့အဲ့လိုတယောက်ကသူဘာလုပ်နေတာလဲကျွန်တော်ကပြနေတာလားသူနတ်များဝင်နေတာလားဒါမှမဟုတ်သူဓာတ်ခုတ်ဖို့များပြောနေတာလားသူဘာပြောနေမှကျွန်တော်မသိဘူးအဲ့တော့မိကုန်းနေမေးတဲ့အခါမှာကျွန်တော်တို့ဖြစ်စေချင်ပါတယ်မိကုန်းမေးတော့ရှင်းရှင်းလင်းလင်းမေးလို့ရပါတယ်ဒါမှရှင်းရှင်းလင်းလင်းလေးဖြေလို့ရပါတယ်အမူအရာတွေနဲ့ဆိုကျွန်တော်တို့ကမေးတော့ဘယ်နဲ့ဖြေရမှာမသိဘူးအဲ့တော့ဟိုကျွန်တော်ပုံပြင်တစ်ခုသွားပြီးသတိရတယ်အဲ့ဒီပုံပြင်တစ်ခုကဘာလဲလို့ဆိုတော့ထားပါတော့ဗျာပုံပြင်ဆိုတော့ကျွန်တော်တို့ဘယင်စီကပဲစအောင်ပါဗောလေအဲ့ပုံပြင်မှာဘယင်တစ်ပါးရှိတယ်အဲ့ဘယင်ကသူ့မျိုးမှာပညာရှိတယ်ဆိုတဲ့အမကိုခေါ်လိုက်တယ်ကဲပညာရှိမှခင်ဗျာခဏလားโอเคလာပြီရောက်လဲရောက်လာဟောပညာရှိမှကိုသူကပြောတယ်ခင်ဗျာပညာတကယ်ရှိလား
ဟာမကရှိတာဟောရှိလို့ကျုပ်ကိုပညာရှိလို့ခေါ်တာဟုတ်ပြီဘယင်ကစတယ်အဲ့တော့ခင်ဗျားကိုကျွန်တော်မေးခွန်း၃ခုမေးမယ်မေးတဲ့မေးခွန်း၃ခုကိုဖြေနိုင်ရင်ကျုပ်ရဲ့ထီးနှန်းကလွယ်ပြီးကြိုက်တာတောင်းအကုန်ပေးမယ်ကဲစလာပြီနော်သူထီးနှန်းကလွယ်ပြီးကြိုက်တာတောင်းလို့ပြောတာဘယင်များထီးနှန်းကြတော့မပေးချင်ဘူးသူမေးချင်တာမေးဖြေပေးမယ်ထီးနှန်းကလွယ်ပြီးကြိုက်တာတောင်းဟုတ်ပြီအဲ့တော့ထီးနှန်းကလွယ်ပြီးကြိုက်တာတောင်းပေးမယ်โอเคပေးပြီဟုတ်ပြီအဲ့တော့အဲ့ဒီမေးခွန်းကိုမေးလို့မှမဖြေနိုင်ဘူးဆိုရင်မလုပ်ရမလဲမဖြေနိုင်ဘူးဆိုရင်အဲ့ဒီပညာရှိကကျွန်တော်ပညာရှိမဟုတ်ပါဘူးလို့ပါဇက်ကអော်ရမယ်ပြီးရင်မြို့ပြင်ကိုဒုံနဲ့ရိုက်ပြီးထုတ်သွားမယ်ဟာတော့ဒါအဆက်ခွဲတဲ့ကိစ္စဟုတ်ပြီဒါပေမဲ့ပညာရှိရတယ်သူကပညာရှိတယ်လေရတယ်ဘယင်စိန်ခေါ်တာကိုလက်ခံတယ်မေးချင်တာမေးတုတ်လည်းဖြေမယ်ဟုတ်ပြီဒါပေမဲ့အဲ့ဒီမေးခွန်းကိုမေးတဲ့အခါမှာစာရွက်နဲ့ရေးပြီးမမေးဘူးပါဇက်ကလည်းပြောပြီးမမေးဘူးဟာပါဇက်ကလည်းမပြောဘူးဗျာစာရွက်နဲ့လည်းရေးမမေးဘူးဗျာဘာတော့မေးမလဲဘယ်လိုမေးမလဲအဲ့ဒါဘာနဲ့မေးမလဲအမူအရာနဲ့မေးတော့အမူအရာနဲ့ပြန်ဖြေရမှာပေါ့အဲ့တော့အမူအရာနဲ့မေးတော့ဘာမေးမှမသိဘူးမတိကြအမူအရာနဲ့ပဲပြန်ဖြေရမယ်ဆိုတော့ဖြေတဲ့ဖြေရတယ်ဘာဖြေမှမသိဘူးမတိကြဘူးဟာသွားပြီပညာရှိမှအဲ့မှာခေါင်းခဲတာငါတော့အဆက်ပွဲပြီဘယင်ကတော့ညစ်ပြီသူကလည်းဘယင်မာလို့ဆိုမှညစ်မယ်ဆိုတော့ तू မသိဘူးလားမသိဘူးသူစိတ်တယ်အဲ့ तू စဉ်းစားတယ်ဒါဆိုရင်တော့ဘယင်ခဏနေအောင်ကျွန်တော်စဉ်းစားအောင်မယ်ထွက်ချသွားပြီညစ်စိတ်မှာသွားထိုင်ဒုက္ခပဲဘယင်ကတော့ငါ့ကိုညစ်ပြီပညာရှိအမအဆက်ပွဲအောင်လုပ်တာ तू ကအမူအရာနဲ့မေးတော့ကိုကအမူအရာနဲ့ပြန်ဖြေတော့မမှန်ဘူးလို့ပြောရင်ဒုက္ခတော့ရောက်အောင်မယ်ကဲကောင်းပြီဘယ်လိုလုပ်ရင်ကောင်းမလဲမထူးတော့ပါဘူးပညာရှိမှသိခါတော့အကြမခံဘူးရေထဲဆင်းပြီးသေးတာမှကောင်းမယ်โอเคအဲ့မြစ်စိတ်မှာရေထဲကိုဆင်းသွားတော့သူ့ကိုယ်သူသိမယ်လို့ရေထဲဆင်းသွားအဲ့ချိန်မှာတိုးကြောင်းသားလေးပြောက်ရောက်လာပညာရှိမှဘာဖြစ်လဲဟာဘာဖြစ်မှငါပြောလို့ပဲဘယင်နဲ့ပြဿနာတက်လာတော့ကိုယ့်ကိုယ်တတ်သိတော့မယ်ရေထဲဆင်းတာဟာခင်ဗျာလူအသက်တစ်ချောင်းရခဲလိုက်တာဘာဖြစ်လို့များကိုယ့်ကိုယ်တတ်သိရမှာလဲဟာအဆက်ကွဲတော့မှာအဆက်ကွဲမဲ့တူတော့အသက်ပဲသင်ခံလိုက်တော့မယ်ဟာခင်ဗျာတော့တုံးတဲ့လူပဲဘယင်တော်မှလက်တွေခြေတွေမြောက်ပြီးမေးနေတာမင်းကိုလည်းလက်တွေခြေတွေမြောက်ပြီးဖြေးနေတာဖြေးလိုက်ပေါ့အရမလားမင်းကတိုးကြောင်းသားငါပညာရှိမှာပညာရှိမှပါဆိုမှပညာရှိမှကပညာနဲ့ဖြေရမှာမင်းတို့တိုးကြောင်းသားလို့ထင်ရလျှောက်ပြောလို့ငါအဆက်ကွဲပါပေါ့ငါ့ကိုမြို့ပြင်ထုတ်မယ်ပညာရှိမဟုတ်ဘူးလို့မောင်းထုတ်ခံရမယ်ဘယ်လိုလုပ်မလဲဟာပညာရှိမှတဲ့ခင်ဗျားတို့ပညာရှိတွေကြောင်းကိုကြောင်းတယ်လွယ်လွယ်လေးဟာဒီမြို့မှာမလှုပ်ရှားရနောက်မြို့လှည့်လှုပ်ရှားရတာပဲဟာအဲ့ကြတော့မှပညာရှိမှကအလင်းပွင့်သွားတာဟုတ်တာပဲဒီကလေးပြောတာမှန်တယ်အဲ့တော့ဘယင်စီပြန်သွားမယ်ဟုတ်ပြီကဲလားမင်းအဲ့ကလေးလိုက်ခဲ့ခေါ်ချသွားဘယင်ရှိရောက်တော့ဘယင်ကြီးမေးတဲ့မေးခွန်းတွေကဒီလိုတွေမေးမှာဆိုတော့သနာတယ်ဘယင်မေးခွန်းတော့ကျွန်တော်မဖြေတော့ဘူးကျွန်တော်တပည့်တွေကအငယ်ဆုံးတပည့်လေးဖြေလိုက်မယ်ကျုပ်တို့ဖြေစရာမလိုတော့ရင်းအေးစေးပဲလက်ပိုက်ပြီးကြည့်နေမယ်အာရတယ်ဘယင်ကအဲ့ဒါဆိုရင်ဒီကလေးလေးဖြေနိုင်ရင်လေကျုပ်တို့ကစုမွေပြီးမယ်မဖြေနိုင်ရင်လေဆရာတပည့်2ယောက်လုံးကြောတရားရင်တရားရိုက်ပြီးပညာရှိမဟုတ်ပါဘူးလို့မြို့ပြည်မောင်းထုတ်ခံရမယ်ရတယ်ချအာလူရလည်းအဲ့လိုပေါ့အများကြီးပဲဘယင်ရလည်းရှိဘယင်ရှိတဲ့မှာသူ့ကြောင့်သားကဲမေးပြီဘယင်ကပထမဆုံးမေးကုန်ကုံစင်ကိုကြည့်ဘယင်ကလက်ထောက်လိုက်သူ့ကြောင့်သားကြည့်ပြီးတော့ဘယင်ကစဉ်းစားမှန်တယ်ပညာရှိမှကတောင်ကြည့်လိုက်မြောက်ကြည့်တယ်ဟောဘာမေးပြီးဟောဘာဖြေလို့ဘာမှန်သွားတာမှန်လည်းမသိဘူးဘယင်ကပြောတယ်โอเคဒုတိယမေးကုန်မေးပါဘယင်လက်ထောင်လိုက်ပြန်တော့သူ့ကြောင့်သားလေးကကြည့်ဟာမှန်သွားပြန်ပြီဟောဗျာမေးကုန်နှစ်ခွန်းပညာရှိမှကတော်တော်ကောင်းစားနေပြီဟောဘာလို့မေးပြီးဟောဘာလို့မှန်နေမှလည်းမသိဘူးသူတော့ဘာမှမသိဘူးနောက်တစ်ခါလဲကြာရောအဲ့ဘယင်ကတဲ့ကြည့်ပြီတတိယမြောက်မေးကုန်နောက်ဆုံးမေးကုန်ဟုတ်ပြီဘယင်အဲ့လိုမေးတယ်သူ့ကြောင့်သားအသေးချာကြည့်ဘယင်ရှိတဲ့ရောက်လာပြီကတော့ပါ
不收揽下来。被人讲话，你下去，妈呢？哈，那个你地来家，收年不落下过。人家谁嘛个变身上来？我把你没把你骗回家来了，我不人家就慢点路边面。အဲ့ဒါနဲ့ကိုကြောင့်တော့အတင်းဆွဲပြီးမြစ်စိတ်ကပြန်ခေါ်သွားတယ်ဟဲ့ကောကိုကြောင့်ကလာအောင်ဘယင်ကဗာမေးပြီးတော့မင်းကဘာလို့ဖြစ်ငါကဘာတွေမေးလို့ဘာတွေဖြစ်မှမသိဟာပညာရှိအဲ့ဒါကြောင့်ခင်ဗျားတို့ကြောင်းနေတာဟောရိုးရိုးလေးမေးတယ်ကျွန်တော်ရိုးရိုးလေးဖြေတာအေးဟုတ်ပါပြီမင်းကရှာမရှိပါနဲ့ကိုကဘာမေးလို့မင်းကဘာဖြေတာဟောဘယင်ကစမေးတယ်လေပထမဆုံးမေးကိုဒီလိုထောင်ပြတယ်ဟုတ်တယ်လေ तू မေးတာရှင်းရှင်းလေးမင်းတောင်ပေါ်ကတိုးတွေငါပေးမလားကျွန်တော်ပြောလိုက်တယ်ယူပါမဟုတ်တော့မဟုတ်လားဘူးဒါတော့နောက်ဒုတိယမေးခွန်းဒီလိုလုပ်တယ်တောင်အောက်ကတိုးတွေရောငါပေးမလားကျွန်တော်ကလည်းဖြေလိုက်တယ်ယူပါဟုတ်ပြီတတိယမေးခွန်းမင်းမှာရှိသမျှတိုးအားလုံးငါပေးမလားဒါတော့လောဘကြီးတဲ့ပြင်ဒါပဲရမယ်အဲ့တော့ပညာရှိအမှကစဉ်းစားတယ်မဖြစ်နိုင်ဘယင်ကလည်းဒီကောင်လေးကိုတိုးကြောင်းသားမှမသိဘူးဘယင်ကလည်းသူ့စီကတိုးတောင်းမယ်လည်းမထင်ဘူးဘယင်ရှိတဲ့တဲ့မှာလည်းအဲ့ဒါလိုဒါပဲလို့သွားလို့ရင်လည်းနေရင်ရိုက်လို့လိုက်ပါဘောဒါတော့မဟုတ်တော့ဘူးဒါပြန်သွားမယ်ဘယင်စီဆိုပညာရှိမှကဘယင်စီပြန်သွားတယ်အရှင်မင်းတရားကြီးကျုပ်ကတော့ခွင့်လို့ဘယင်နဲ့ကျုပ်တစ်ပည့်နဲ့အပြန်အလှန်မေးပြီးဖြေလိုက်တာသုံးခုလုံးဘာမေးလို့ဘာဖြေမှကျုပ်သိကုန်မသိဘူးသူကနည်းနည်းတော့ရှင်းပြပါဦးအမလေးဗျာခမရဒီလိုကောင်မျိုးမွေးသားသားမှာတနေ့တိုင်းပြည်မှာအချုံအမွန်ဖြစ်မယ်အမလေးသူကဟုတ်ပြီဒီကောင်လေးဗျာကျုပ်ကမေးတဲ့မေးခွန်းကိုလိုရင်းကိုကွက်တိဖြေနိုင်တယ်ဟုတ်ပါပြီဘယင်ရဲ့တိတ်မမောပါနဲ့ဘယင်ဘာမေးပြီးတော့သူဘာဖြေသွားတာလဲပြောပါကျုပ်ကသူ့ကိုစမေးတယ်လူတွေအားလုံးရဲ့အမြင့်မြတ်ဆုံးအရာဟာကောင်းကင်ဘုံဟုတ်သလားဆိုတော့သူကမှားလိုက်တာကျုပ်ကဒုတိယမေးခွန်းမေးတယ်လူတွေအားလုံးရဲ့အနိစ္စဆုံးအရာဟာငရဲဟုတ်ကလားဆိုတော့ဟုတ်ပါတယ်ကဲဒါဖြင့်တတိယမင်းကောကျုပ်ကမေးတယ်လေလောကမှာတလောကလုံးမှာလူဖြစ်ဖို့ဘာအရေးကြီးဆုံးလိုတယ်လဲဒါပဲတဲ့အဲ့ကျွန်တော်လည်းလက်တွေခြေတွေမပြပါနဲ့ဒါပဲတွေဖြစ်ကုန်လိမ့်မယ်အဲ့မင်းကောမေးတတ်တဲ့ဒလေးကိုရုပ်ထောင်ပေးစီချင်ပါလေမင်းကောမေးတတ်တဲ့ဒလေးဟာကျွန်တော်တို့လူမျိုးမှာမရှိမဖြစ်လိုအပ်တဲ့အရာပါအဲ့တော့ကျွန်တော်ဒီကိုရောက်တဲ့အချိန်မှာစာကြည့်တဲ့ကိုကျွန်တော်နေခင်းကကျွန်တော်ဝင်ပါတယ်ဒီမှာစာကြည့်တဲ့ကလူတွေရောမေးတဲ့မင်းကွန်းတွေရောဒီကပြိတ္တတွေရှိမှာရောသိတဲ့နယ်လို့ထင်တဲ့အရာတွေကိုလည်းကျွန်တော်တို့ဒီနေရာကနေပြောသွားခြင်းပါတယ်အဲ့ဒါမှလဲလို့ဆိုတော့ကျွန်တော်တို့စာဖတ်ကြပါလို့စာရေးဆရာအတိုင်းကရောက်လာရင်ပြောပါတယ်ပြောမှာပေါ့ဒါမှသူတို့စာအုပ်တွေရောင်းအောင်မဟုတ်ဆရာကောင်းတယ်မရှိလို့ပြောရတာမကြောက်ဘူးကျွန်တော်ပြောပါတယ်စာဖတ်ကြပါလို့ပြောကြပါတယ်မှန်ပါတယ်စာဖတ်ကြတော့ဘုဒ္ဓတာရတယ်အဲ့တော့ကျွန်တော်တို့မှာအရေးကြီးတာလေးတစ်ခုကျွန်တော်ပြောချင်လို့စာဖတ်ကြပါဆိုတဲ့စကားရဲ့နောက်ွယ်ကအခုလို့ယာပြည့်မှာအမှတ်တရကျွန်တော်တို့တစ်ကမ္ဘာလုံးမှာရောလူတိုင်းနိုင်ငံတိုင်းပြည်တိုင်းမှာအရေးကြီးဆုံးအုတ်မြစ်၃ခုရှိပါတယ်အဲ့ဒီ၃ခုကဤ၃လုံးလို့ခေါ်ကြပါလို့ဤ၃လုံးဆိုတော့တော်တော်နာမှာပေါ့ကျွန်တော်ပြောတဲ့အဲ့ဒီဤတော့မဟုတ်ပါဘူးအဲ့ဒီဤ၃လုံးဆိုတာပထမဆုံးဤကမပြောကျွန်တော်မလွဲမကင်းတာကျွန်တော်ခုလေးကတောင်းပါပါတယ်ကျွန်တော်အင်္ဂလိပ်စကားလုံးမလွဲမကင်းတာကျွန်တော်ညှပ်ပြောပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဗမာလိုပြန်ရှင်းပါမယ်မှတ်လို့လွယ်အောင်လားကျွန်တော်အင်္ဂလိပ်လိုပြောရတာပါအဲ့ဒီဤ၃လုံးဆိုတာပထမဆုံးဤက emotion စိတ်ခံစားမှုမရှိတဲ့လူတယောက်မှမရှိပါဘူးလူတိုင်းမှာစိတ်ခံစားမှုရှိတယ်ဝမ်းနေတတ်တယ်ဝမ်းသာတတ်တယ်ဒေါသထွက်တတ်တယ်စိတ်ဆိုးတတ်တယ်စိတ်ဓာတ်ကျတတ်တယ်စိတ်ဓာတ်ကြွတတ်တယ်အဲ့ဒါဘာကြောင့်အဲ့လိုဖြစ်ရလဲလူဖြစ်တဲ့အတွက်ကျွန်တော်တို့မှာစိတ်ခံစားမှု emotion ကျွန်တော်တို့ရှိနေပါတယ်အဲ့ဒါလိုစိတ်ခံစားမှုရှိုံနဲ့ကျွန်တော်တို့
ရပ်မနေတဲ့မှာဘူးနောက်ဤတလုံးကအရေးကြီးပါတယ်အခုစာကြည့်တိုက်တွေကျွန်တော်တို့ဒီမှာလည်းရှိရတယ်နေခင်ကစာကြည့်တိုက်ကိုဒီကဆရာတွေနဲ့တူကျွန်တော်တို့ရောက်တယ်အဲ့ဒါဘာလဲလို့ဆိုတော့ aesthetic လို့ခေါ်ပါတယ်အဲ့ဒါယတစာပေပဲကျွန်တော်တို့ကစိတ်ခံစားမှုရှိတော့မှစာဖတ်မယ်စာဖတ်လို့စာထဲမှာပါလာတဲ့ယတကိုခံစားရမယ်ဆိုပါတော့နေခင်တော့ကျွန်တော်တို့ဒီမှာရှိတယ်ကျောင်းသားတယောက်သို့မဟုတ်ရက်ရွာကလူတယောက်လို့ဆိုပါတော့သူကမေးတယ်မိဘတွေကသားသမီးတွေကိုစာဖတ်ဖို့လို့ပြောတဲ့အခါမှာဘာအကျိုးကျေးဇူးရမှာမို့စာဖတ်တာလဲလို့မေးခိုင်းပါအဲ့ဒီအချိန်မှာဆရာဦးကောင်းတန်းကဖြေပါတယ်ရုပ်စွာအဆုံးတိုင်းနဲ့စာလေးတစ်ချောင်းလူအသက်ကိုကယ်လို့ရသွားတာမျိုးရှိခဲ့ဘူးတယ်လို့ပြောပါတယ်ဒါတော့ကျွန်တော်ပြန်အကျယ်မပြောတော့ပါဘူးကိုချင်းချင်းပြန်မေးကြည့်လို့ရဒါပေမဲ့ကျွန်တော်ပြောချင်တဲ့အကြောင်းရင်းကကျွန်တော်တို့စာဖတ်တဲ့အခါမှာဘာအကျိုးကျေးဇူးရမှာမို့စာဖတ်ကြတာလေလို့မေးပါတယ်ဒီအကြောင်းကိုကျွန်တော်နေခင်ကမေးတဲ့မေးခွန်းကိုနေ့လယ်တော့ကျွန်တော်ကိုမေးတာမဟုတ်တဲ့အတွက်ကျွန်တော်ခုမှဖြေရပါတယ်လူမှာစိတ်ခံစားမှုရှိတဲ့ emotion အဲ့ဒီ emotion ကနေစိတ်ခံစားမှုကနေစာဖတ်တယ်စာဖတ်တော့ယတစာပဲဖတ်တယ်အဲ့ဒီယတဆိုတဲ့ခံစားချက်ကျွန်တော်တို့ခန္ဓာကိုယ်မှာယတ9ပါးချစ်တတ်တယ်မုန်းတတ်တယ်ဘာညာဖြစ်တတ်တယ်အကုန်လုံးရှိအဲ့ဒီလိုနှမျိုးလုံးရဲ့အရေးကြီးဆုံးတစ်ဆင့်ကစိတ်ခံစားမှုဆိုတဲ့ emotion ယတကိုခံစားရတယ်ဆိုတဲ့ aesthetic တစ်ဆင့်တက်လိုက်တော့အရေးကြီးဆုံးတစ်ခုဖြစ်ပါတယ် empathy လို့ခေါ်ပါတယ်နောက်ဒီကလုံးပါကိုချင်းစာတတ်သွားပါလိမ့်မယ်စာဖတ်တဲ့လူတိုင်းဟာစိတ်ခံစားမှုကိုနားလည်တယ်ယတကိုနားလည်တယ် empathy လို့ခေါ်တဲ့ကိုချင်းစာမှုတရားရပါတယ်အဲ့ဒီကိုချင်းစာမှုတရားဆိုတာငါကြောင့်တော့အဲ့ဒီလူအနောက်ဆက်မဖြစ်စေနဲ့ငါနာတယ်လို့ तू မနာပါစေနဲ့ငါခံရတယ်လို့ तू မခံရပါစေနဲ့ဆိုပါတော့ဗျာဒီစကားကိုကျွန်တော်ပြောရတာမကောင်းပါဘူးဒါပေမဲ့ကျွန်တော်ပြောပြရစေကျွန်တော်တခုတော့ကြိုပြောပြရစေကျွန်တော်ကထောင်တွက်ပါဒါပေမဲ့ကျွန်တော်ထောင်ထဲမှာကျွန်တော်တို့ဘယ်လိုနေရတယ်ဘယ်လိုထိုင်ရတယ်ဆိုတာတွေကိုကျွန်တော်လိုက်ပြီးတော့လူတော်တကာရှိမှထောင်အကြောင်းကျွန်တော်မပြောချင်ပါဘူးကျွန်တော်တို့ထောင်တွက်လက်မှတ်လိုက်ရောင်းစားတဲ့အထက်မှာကျွန်တော်မပါဘူးအဲ့တော့ကျွန်တော်ကအကြောင်းတိုက်ဆိုင်လို့ကျွန်တော်ပြောပြဆိုပါတော့စိတ်ဆိုးတဲ့ထက်မှာကျွန်တော်ပထမဆုံးခါ1988ခုနှစ်ရေးတော်ဦးမှာအဲ့တော့ကျွန်တော်တို့ထောင်ထဲရောက်သွားတဲ့ခါကျတော့ထောင်ထဲမရောက်ခင်ပေါ့ဗျာကျွန်တော်တို့ဖမ်းချုပ်သွားတဲ့ခါကျတော့ကျွန်တော်တို့ဟိုလူမမှန်းပေါ့ဗျာတလိဆာမှမှန်းတာပေါ့ဟိုကျမ်းမြေပေါ်မှာခေါင်းအုပ်ထားပြီးတော့နောက်စီကိုတနက်နဲ့ဟိုလိုထိုးပြီးဖမ်းသွားတာထားပါတော့ကျွန်တော်တို့ထောင်လိုက်ရေးဆိုတဲ့တပ်ထဲကိုရောက်သွားတဲ့ခါမှာကျွန်တော်တို့ခေါင်းစွပ်ဆွတ်ထားတာနော်ခေါင်းစွပ်ကအမဲရောင်စဉ်းစားကြည့်ပါခေါင်းစွပ်အမဲရောင်ဆွတ်ထားတာကျွန်တော်ဘာမှမမြင်နိုင်ဘူးလက်ကိုနောက်ပြန်လက်ထိတ်ခတ်ထားတယ်ပြီးတော့ပြောတယ်ဘာပြောလဲဆိုတော့ဟေ့နောက်လည်းမကြည့်နဲ့ခေါင်းစွပ်ကြီးဆွတ်ထားတဲ့ကောင်နောက်လည်းကြည့်တော့ဘာမြင်မှာလဲဒါပေမဲ့သူတို့စိတ်ထဲမှာသူတို့ဘာနဲ့သူတို့ပြစ်ဒဏ်ကြီးတစ်ခုသူတို့ဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့နောက်လက်ကြည့်လိုက်လို့များသူတို့မြင်သွားရင်မှတ်မိသွားမယ်လို့ကြောက်နေတာကျွန်တော်တို့ကမကြောက်ပါဘူးသူတို့ကကြောက်တယ်အဲ့ဒီလူတွေကကျွန်တော်တို့အတူချုပ်ပဲပြောပါမယ်သိရှိလို့ရိုက်တယ်နဲ့တယ်ဒုတ်ပြင်းနဲ့ချတယ်ခြေထောက်နဲ့ကန်တယ်လက်သီးနဲ့ထိုးတယ်အဲ့ဒီကျွန်တော်တို့လှုပ်ထားတဲ့အဲ့ဒီလက်ထိတ်မှာဝါယာကျိုးတက်ပြီးတော့ရှော့ရိုက်တယ်ခေါ်တယ်တစ်ချက်တော့ထောက်ဆိုတာတဲ့ဘောင်းကိုပြစ်လဲတော့တာသူတို့မေးတာကိုကျွန်တော်တို့မဖြေလို့ပေါ့ကျွန်တော်ဘာလို့ဖြေရမှာလဲကိုဖြေချင်မှဖြေမှာပေါ့ကျွန်တော်ဖြေချင်မှဖြေမယ်မဖြေဘူးချတယ်ကွာဘုံပြစ်လဲဒါတွေကိုကျွန်တော်ကြော်လိုက်ပြီနော်ကျွန်တော်ပြောချင်တဲ့စကားဒါပေမဲ့ကျွန်တော်ဘာမှမေးလို့မရတော့တဲ့ခါကျတော့အဲ့ထောင်လိုင်းတိုက်ကွင်းလေကောင်မြေကြီးတူးပြီးတော့လူတကူလုံးမြုပ်ထားလိုက်ကျွန်တော်ခေါင်းလေးပဲပေါ်တယ်ဒီလိုမြေကြီးထဲမှာအဲ့ဒီတက်ကတပ်မှုကဘုံမှုပါจิตကားကြီးကိုမောင်းပြီးတော့ကျွန်တော်ခေါင်းပေါ်ကနေဆိုမောင်းလာပြီးတော့ငါကြိတ်လိုက်မယ်နော်ဟောဗျာကြိတ်ချင်လဲကြိတ်တာကောင်းအောင်ပါကျွန်တော်ခေါင်းကြီးတကယ်အမှန်တိုင်းပြောမယ်ဆိုရင်ကျွန်တော်ကြောက်ပါတယ်လူပဲဗျာကျွန်တော်ကားရက်တက်ကြည့်ပြီးလူလာကြောက်တာပေါ့ဗျာဒါပေမဲ့ကျွန်တော်စဉ်းစားကြည့်တော့
ကြိတ်ချင်လေကြိတ်လိုက်ပြီစီတော့သိကြပါရဲ့အားလုံးရှင်ကြိုက်တာကျွန်တော်အဲ့ရှင်ဆိုတဲ့တတ်တော်တော်တော်မုန်းတယ်ဘာကြောင့်လဲဆိုတော့ကြိုက်ဆရာရှင်ကြိုက်သွားတာကျွန်တော်ပြေးတာမကြိုက်ဘဲနဲ့ဝီဝီလာလုံးနေတာအသေးရတာအဲ့လိုပဲကြိတ်ဆရာရှင်ကြိတ်လိုက်တော့မကြိတ်ဘဲနဲ့သူကငါကြိတ်လိုက်မနော်ငါကြိတ်လိုက်မနော်နဲ့ဒီလူကကြိတ်ရှင်နဲ့ကြိတ်တော့ဆိုစိတ်ကလွတ်လိုက်တော့ဘာမှမဖြစ်တော့ဘူးဒါမဲ့လည်းအကြိတ်မခံလိုက်ရပါဘူးအကြိတ်မခံလိုက်ရလို့ကျွန်တော်အခုအရှင်လက်လက်ဒီမှာတွေ့ရတာပေါ့ဟုတ်ပြီဒါကိုကျွန်တော်မပြောဘူးအဲ့ဒီအားကိုကျွန်တော်ကြော်လိုက်ပြီအဲ့ဒီအဖြစ်ဖြစ်ခဲ့တာ1988နှစ်20ကြာတော့ခါ2008ကျွန်တော်မြကြီးနားထောင်မှာအဲ့ဒီလူနဲ့ကျွန်တော်ပြန်ဆုံအောင်အဲ့ဒီအချိန်မှာ तू ကထောင်ချကျွန်တော်ကောင်းအောင်ကားနဲ့ကြိတ်မဲ့လူကတမလို့ထောက်လိုက်ရေးတွေကိုဖမ်းပြီးအေးယူလိုက်တဲ့အခါကျတော့ဘုံမူကြီးဘဝနဲ့ထောင်ထဲရောက်လာရှာဒါပေမဲ့သူ့ခမရမှာตาရောသမီးရောမိန်းမရောဖမ်းခံရပြီးတော့ထောက်လိုက်ရေးဆိုတဲ့အတွက်ကြောင့်တိုက်ထဲမှာသူ့ကိုထည့်ထားဘသူကမှစေးပေါ်ကြောပဲမလုပ်အဲ့ဒီအချိန်မှာကျွန်တော်ကထောင်မင်းသားဆရာကြီးကျွန်တော်ထောင်မှာနေတာ17နှစ်ရှိသွားပြီဘသူလာ sorry ပဲထောင်ထဲမှာဗျာလူတက်တာသိလွယ်တယ်လူမိုက်ဆိုတဲ့လူတွေအကုန်လုံးကိုကျွန်တော်ရည်ချင်းတယ်ထောင်ထဲမှာလူတက်တာတတ်တိရှိတယ်ဆိုတဲ့လူတွေကဟာတာပဲတန်ကြုံလေးတစ်ချောင်းနဲ့ထုတ်တက်လိုက်သေးရင်နောက်ထပ်3နှစ်ပဲကြာထောင်ထဲမှာလူအရန်တက်လွယ်တာပဲကော်ဖီတုံးနဲ့လည်းလူတက်တယ်ကျွန်တော်တို့ super coffee mix အထုတ်လေ10တို့ပါတဲ့တပါကေပေးပြီးလူတက်ခိုင်းလည်းတက်တယ်ထောင်ထဲကဗမာပြည်ထောင်ကတန်ကြုံလေးတစ်ချောင်းနဲ့လူတက်လို့ရတယ်သူကြောက်တာပေါ့ကျွန်တော်နားမှာရှိနေတဲ့ကျန်တဲ့အချင်းသားတွေကိုဖျောက်နေကြည့်လို့လိုက်တော့ပါပေးပြီးအဲ့မှာပွဲချင်းပြီးကျွန်တော်မလုပ်ခဲ့ပါဘူးသူ့တော့ကကျွန်တော်အဲ့ဒီလိုလုပ်ခဲ့ပြီမဲ့ကျွန်တော်မလုပ်ခဲ့ပါဘူးကျွန်တော်သူ့အခန်းကိုအရှိခဲ့တဲ့ကိုကျွန်တော်သွားတယ်သွားတော့သူလန့်သွားတယ်ကျွန်တော်သူ့လက်ဆွဲနှုတ်ဆက်တယ်အကိုကြီးနေကောင်းလားသူ့မိသားစုကသူ့ဘာမှလာမပေးနိုင်သူ့မိသားစုတွေလည်းတပွဲတစ်ပြားထောင်နေထဲမှာသူကကော်ဖီတိတ်ကြိုက်တတ်တယ်ကျွန်တော်ကော်ဖီဖြော်ပြီးသူ့ကိုသွားတိုက်ပါတယ်ကျွန်တော်ရဲ့စိုက်ခင်းလေးထဲမှာကျွန်တော်စိုက်ထားတဲ့ကစွန်းရွက်လေးတွေကျွန်တော်စိုက်ထားတဲ့ကော်ဖီရွက်ကလေးတွေရှိပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်ထောင်ထဲမှာအစားတော့ရမ်းရှားပါတယ်ကျွန်တော်အိမ်ကလာတဲ့ငပိငချောက်လေးတွေကိုသူ့ကိုစားစရာတော့ပြီးသူတော်တော်စိတ်မကောင်းဖြစ်ရှာကျွန်တော်2011ခုနှစ်မှာထောင်ကလွတ်တော့သူ့အခန်းကိုကျွန်တော်သွားပြီးအကိုကြီးကျွန်တော်လွတ်သွားပြီနှုတ်ဆက်ပါပြီကျွန်တော်လက်ကိုသူစုပ်ကင်ပြီးတော့မျက်ရည်ကျတယ်ဟိုတော့ကကျုပ်လုတ်ခဲ့တာတွေအားလုံးခွင့်လွတ်ပါဗျာမျက်ရည်ကျတယ်တောင်းမှရှာကျွန်တော်ကလည်းတခွန်းနဲ့ပဲပြောခဲ့ပါတယ်ခွင့်လွတ်ပါတယ်ဗျာဒါပေမဲ့မမေ့ဘူးကျွန်တော်မမေ့ပါဘူးအခုလည်းကျွန်တော်မမေ့လို့ပြောလို့ရတာပေါ့ကျွန်တော်တို့မေ့ပြစ်လိုက်ဖို့ကျွန်တော်ပြောနေတာမဟုတ်ပါဘူးထိုနည်းတူလက်စားခြေပြစ်လိုက်ဖို့ကျွန်တော်ပြောနေတာမဟုတ်ပါဘူးကျွန်တော်ဘယ်တော့မှထိုမာရွာနှစ်100ပြည့်မှာကျွန်တော်ဂရိပြုပါတယ်ကျွန်တော်ဘယ်တော့ခါမှဘသူ့ကမှကျွန်တော်လက်စားမချေပါဘူးကျွန်တော်လက်စားချေတဲ့အလုပ်ကိုမလုပ်ပါဘူးဒါဂရိပေးတယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်ခုနကပြောတဲ့စာဖတ်ပါဆိုတဲ့ကိစ္စရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ empathy စာနာမှုတရားသူသာကျွန်တော်အဲ့ဒီတုန်းကအဲ့ဒီလိုမော်တော်ကားကြီးနဲ့ကြိတ်မယ်လို့ဘာလို့မဆက်ဆံခဲ့ရင်နောက်နှစ်20ကြာကျွန်တော်နဲ့သူနဲ့များမတော်တဆထောင်ထဲမှာပြန်တွေ့သူအဲ့ဒီလိုလက်တုံတုံခြေတုံတုံနဲ့မျက်ရည်ကျစရာအကြောင်းမရှိတော့ဘူးကျွန်တော်ကိုတောင်းပန်စရာလည်းမလိုဘူးဘာကြောင့်လဲသူ့စိတ်ထဲမှာစာနာမှုတရားရှိခဲ့တယ်ကျွန်တော်တို့ပုံအဲ့လိုမဖြစ်ခဲ့ဘူးကျွန်တော်တို့ကတိုင်းပြည်မှာစာနာမှုတရားမရှိတဲ့လူတွေနဲ့နှစ်ပေါင်းများစွာနေခဲ့ရတော့ကိုရီးယားစိတ်တွေကလည်းအဲ့ဒီစာနာမှုတရားပျောက်သွားတယ်ဒါကြောင့်ကျွန်တော်ကဒီနေရာမှာအမှတ်တရထူမာရွာနှစ်100ပြည့်မှာပြောပြစီပထမအောင်ဆုံးကျွန်တော်ပြောတဲ့စကားဒီဤသုံးလုံးလို့ပြောတာလား1စိတ်ခံစားမှုလူတိုင်းမှာရှိတယ် emotion နောက်တစ်ဆင့်တက်လို့အဲ့ဒီအပေါ်မှာ aesthetic စာဝဖရတဆိုတော့ခံစားအဲ့ဒီလိုခံစားမှနံပါတ်3 E empathy လို့ခေါ်တဲ့စာနာမှုတရားဖြစ်လာကျွန်တော်တို့ဘာသာတရားကလည်းအဆုံးမရှိတယ်ကျွန်တော်ဘာသာတရားအဆုံးမကိုဆရာတော်များပြောပါလိမ့်မယ်သိကြတာတခုကကျွန်တော်ပြောချင်တဲ့အကြောင်းရင်းကခုနကတော့မှလို့အဖြစ်ပြက်မျိုးမရှိတော့ဘူးတယောက်ကိုတယောက်စာနာပါတယ်သူနာတယ်လို့ငါနာတယ်လို့သူမနာစေပါနဲ့ငါအပူလောင်တယ်လို့သူအပူမလောင်ပါစေနဲ့ငါဒုက္ခရောက်တယ်လို့သူဒုက္ခမရောက်ပါစေနဲ့ဒီ empathy လေးဟာအရင်အရေးကြီးပါတယ်ဒါကြောင့်နေ့လေကမေးတဲ့ဘာကြောင့်စာဖတ်ရမှာလဲဆိုတော့ကျွန်တော်ကဘာကြောင့်စာဖတ်ပါလို့ကျွန်တော်ပြောတာပါအဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့ဆရာကြီးတခင်ကိုရောမိုင်းက
ပြောခဲ့ဘူးပါလေဆရာကြီးတခင်ကိုတော်မိုင်းကိုမသိကြတော့အကြောင်းမရှိပါဘူးဒီမှာလေမြန်မာနိုင်ငံမှာတော့ငញ្ញရေးနဲ့ပတ်သက်လို့ဖခင်ကြီးပြုတုကာကြီးလို့တော့ပြောခံရတဲ့ဆရာကြီးတခင်ကိုတော်မိုင်းကပုံမြင်တစ်ပုဒ်ပြောမှုတယ်ဗျာအဲ့ပုံမြင်တစ်ခုကဘာလဲဆိုတော့ချက်ကြီးနဲ့ရွှေပန်းဆိုတဲ့ပုံမြင်ဒါကျွန်တော် empathy နဲ့ကိုက်ညီနေလို့ပါအဲ့ဒီချက်ကြီးနဲ့ရွှေပန်းဆိုတာထားပါတော့ထိုမာရွာမဟုတ်ဘူးနော်တခြားရွာပေါ့ထိုမာမဟုတ်ရင်ဒီမာတို့ဟိုနားမာတို့ဖြစ်မှာပေါ့ဗျာအဲ့ဒီရွာတရွာပေါ့အဲ့ဒီရွာမဟုတ်ဘူးအဲ့ဒီရွာမှာချက်ကြီးဆိုတဲ့လူကချမ်းသာရွှေပန်းကလည်းချမ်းသာကိုရွှေပန်းနဲ့ကိုချက်ကြီးပေါ့လေနှစ်ယောက်လုံးကတထေးဆိုတော့ရွာထဲမှာအပြိုင်ပဲတယောက်ကတစ်ခုလို့ဟိုဘက်ကလည်းတစ်ခုထားလို့ဒီဘက်ကတစ်ခုလို့ဟိုဘက်ကလည်းတစ်ခုထားလို့အဲ့ဒီအချိန်မှာဖြစ်ချင်တော့မြို့ပိုင်ကအစ်စ်ပြောင်းလာတဲ့မြို့ပိုင်ကိုချက်ကြီးကအမျိုးသွားတော်တယ်ဟာမြို့ပိုင်စီသူကကတ်သွားပြီတော့မြို့ပိုင်ခမရနဲ့ကြုံတဲ့အမျိုးအဲ့တော့ချက်ကြီးကိုလေဒီရွာမှာတကြီးခံပေးသားမှာဟာမြို့ပိုင်ကသူ့အမျိုးပဲအမျိုးချင်းစောင့်ရှောက်အောင်ပါဘောကဲယနေ့ကစ၍ဒီရွာမှာချက်ကြီးတကြီးဖြစ်ပြီကန်လိုက်ချက်ကြီးကတကြီးလည်းဖြစ်ကြောဘာစလုပ်လဲရွာသားတွေအကုန်ခေါ်လိုက်အခုလိုကွင်းမြင့်ကျယ်ကြီးထဲမှာအကုန်ထိုင်ကျုပ်တကြီးချက်ကြီးကျုပ်နာမည်ချက်ကြီးတကြီးချက်ကြီးမှတ်ထားရွာလုံးဟုတ်ပြီဟေ့ရွှေပန်းဟောသူနဲ့အပြိုင်ကရွှေပန်းကိုဗျဟေ့မောင်ရွှေပန်းပေါ့ရွှေပန်းထသမ်းပါဦးကွာအဲ့ဒီချွတ်ဆမ်းတကြီးခိုင်းတော့လေလောက်ရတာပေါ့ဗျာကြောင်းကြိုက်လိုက်စမ်းတကြီးခိုင်းတော့လောက်ရတာပေါ့ဂိုင်းရွှေပန်းရေတရွာလုံးကြည့်လိုက်စမ်းသူချက်နဲ့ရွှေပန်းဘယ်သူအပေါ်ကလဲကွာဟိုကအင်ကြီးကျွန်းတဲ့ကြောင်းကြိုက်နေညံ့နေရတာလေချက်နဲ့ရွှေပန်းဘယ်သူအပေါ်ကလဲအောင်ပြီးအောင်တဲ့နဲ့ရွှေပန်းချက်ကအပေါ်ကပါတကြီးမှတ်ထားတော့မင်းနာမည်ကရွှေပန်းဟောလူတယောက်ကလှုပ်လိုက်တာကံအားလျော်စွာဗျာနောက်2နှစ်လောက်နေတော့အဲ့ဒီမြို့ပိုင်ကပြောင်းတော့နောက်မြို့ပိုင်အစ်စ်ရောက်လာတဲ့မြို့ပိုင်အစ်စ်ကရွှေပန်းနဲ့အမျိုးတော်နေပြန်ရောအဲ့တော့ရွှေပန်းကမြို့ပိုင်နာကပ်ပြီမြို့ပိုင်ဒီရွာမှာကျုပ်ကိုတကြီးခံပေးစမ်းပါအမျိုးချင်းပဲလုပ်ပေးရမှာပေါ့ယနေ့အစဒီရွာတွင်ရွှေပန်းတကြီးဖြစ်စေဟာတကြီးဖြစ်ပြီခုလိုပဲရွာလေကောင်မှာပြိတ္တအကုန်စုကဲရွာသားတွေအကုန်လားဒီနေ့အစပြီဒီရွာမှာတကြီးရွှေပန်းတကြီးရဲ့ကဲချက်ကြီးထပါအောင်တကြီးကဘယ်ရမလဲစဉ်းစားကြည့်ဒီတဘာဝရဘယ်လို့မှမဖြစ်နိုင်တော့ဘူးလေအဲ့ဒီလေးချွတ်လိုက်ပါဦးအမေရွှေပန်းခိုင်းလေးကြောင်းလေးလည်းကြိုက်တယ်ဆမ်းပါအောင်ကွာညာကြိုက်တယ်ချက်ကြီးကအေးဆေးပဲကြိုက်ပြီးတော့မှဟဲ့အောင်ကင်းမီကောက်ထောင်လိုက်စမ်းငါအဲ့ကြောက်ကင်းမီကောက်ထောင်တန်းချက်နဲ့ရွှေပန်းဘယ်ကောင်အပေါ်ကလဲကွာဒါအမှန်တိုင်းကတော့လက်စားချီတာဗျempathy ပျောက်တာစာနာမှုတရားပျောက်တာဒါအတွက်ဘာရတာရှိလာမှာလဲလူတယောက်ကလူတယောက်ကိုအဲ့ဒီလိုအနိုင်ယူလိုက်ခြင်းအပြင်တကယ်နိုင်တာလည်းမဟုတ်ပါဘူးဘလို့နီးနေမှလည်းတကယ်နိုင်တဲ့ကိစ္စဖြစ်မလာပါဘူးဒါကြောင့်ကျွန်တော်ပြောချင်တာကျွန်တော်ရဲ့အတွေ့အကြုံဆိုတော့ကျွန်တော်ခုနကထောင်ထဲအကြောင်းတွေမပြောချင်ဘူးလို့ကျွန်တော်ပြောပြီးသားကျွန်တော်ရဲ့အတွေ့အကြုံဆိုတာတဲမှာလဲ empathy ဆိုတဲ့စာနာမှုတရားပြတ်တော့ဒီလိုဖြစ်ရတယ်ဟုတ်ပြီစာနာမှုတရားရှိကြမယ်ဆိုရင်ကျွန်တော်တို့လူငယ်တွေအထူးသဖြင့်ကျွန်တော်ဒီနေရာမှာဆရာတော်များကလည်းမေတ္တာရက်တယ်လူငယ်တွေကိုဦးစားပေးပြီးတော့လည်းပြောစီခြင်းပါတယ်အဲ့တော့ကျွန်တော်ကမေးပါမိကုန်းတွေကိုများများမေးကြပါမိကုန်းတွေမေးတဲ့ delay ကိုလုပ်ကြပါလို့ကျွန်တော်ပြောပါတယ်အဲ့တော့ခုနE3 လုံးကနေတစ်ဆင့်ကျွန်တော်တက်ကြည့်အောင်မိကုန်းတွေကိုမေးပါဆိုတော့မေးတာကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲမသိဘူးမေးတာကိုလေask မေးပြီပေါ့နော် ask ask မေးပြီပေါ့ ask မေးပြီဆိုကျေးဇူးပြုပြီးတော့ ask ဆိုတာလေးမှတ်ပေးပါအရေးကြီးလို့ကျွန်တော်ပြောတာပါကျွန်တော်တို့မေးပါလို့လူငယ်တွေကိုလည်းပြောတယ်လူလက်တွေကိုလည်းပြောတယ် ask စကားလုံး3လုံးနဲ့ပါအဲ့တော့ထိတ်ဆုံးက A က ability လို့ခေါ်တဲ့စွမ်းရည်ပါကျွန်တော်တို့မေးခြင်းစာဖတ်ခြင်းအဲ့ဒီလိုလုပ်ရင် ability ဆိုတဲ့စွမ်းရည်တက်လာပါလေကျွန်တော်တို့တိုင်းပြည်မှာကျွန်တော်တစ်ခုတော့ပြောပြသေးရုပ်ရှင်ကာရက
ဂျပန်ကဗျ Hub of Burma လို့အမည်ရပါတယ်ဗမာစောင်းပေါ့ဂျပန်တွေကဗမာပြည်ကိုစစ်လာတိုက်တယ်စစ်လာတိုက်တဲ့ခါကျတော့ဂျပန်စစ်သားနှစ်ကောင်ကတင်မောဝန်းထဲမှာတနက်ကြီးကာရပြီးတော့စကားပြောလိုက်တာဂျပန်တကောင်ကနောက်တစ်ကောင်မေးတယ်ဟေးတဲ့ငါတို့ကဗမာပြည်ကိုစစ်တိုက်ဖို့သွားတာဆိုဟုတ်ပါတယ်အဲ့ဒီဗမာပြည်ကဘယ်နားမှာလဲငါမသိဘူးအဲ့ဒီဗမာလူမျိုးတွေကအသားဖြူတာမဲလားငါမသိဘူးအဲ့ဒီဗမာတွေကဘာစားလဲငါမသိဘူးအဲ့ဒီဗမာတွေကဘာကူးခွေလဲငါမသိဘူးကဲမင်းသိလည်းမသိပဲနဲ့ဘာကိစ္စငါတို့ကအဲ့ဒီဗမာတွေကိုတွားပြီးစစ်တိုက်ရတာလေဘယ်မှာနေမှန်းလည်းမသိဘူးဘာစားမှလည်းမသိဘူးဘာအသားအယောင်ရှိမှလည်းမသိဘူးဘလူကောင်နေမှလည်းမသိတယ်ဗမာကိုဘာကိစ္စငါတို့စစ်တိုက်ဖို့တွားရတာလေအဲ့ဒီမှာနောက်ဂျပန်ကဖြေတယ်မှတ်ထားကွာအဲ့ဒီဗမာဆိုတာကကိုစီးမဲ့ယထာကိုကိုဘာသာကိုမလွတ်တတ်တဲ့လူမျိုးမလို့တွားကဲတင်မှာဟာကျွန်တော်ရင်ထဲမှာအောင့်တက်သွားရုပ်ရှင်ကြည့်နေတယ်ဟာဗျာကိုစီးတဲ့ယထာကိုကိုဘာသာကိုမဆောက်နိုင်တဲ့ဗမာမို့လို့တွားကဲတင်တာအဲ့ဒါ1942ခုနှစ်ကပြောခဲ့တဲ့စကားအခု2015လဲရောက်ရောအခုတည်းကကျွန်တော်တို့ယထာမလွတ်တတ်သေးဘူးကဲစဉ်းစားကြည့်တော့ကျွန်တော်တို့မှာကကိုယ်ပိုင်စွမ်းရည်ဆိုတဲ့ ability ကျွန်တော်တို့မတက်ရင်ဒီလိုပဲသူများကကျွန်တော်တို့မော်တော်ကားလာရောက်ကျွန်တော်တို့စီးနေရမယ်ကိုယ့်ဘာသာကိုလည်းကားမလုပ်တတ်ကိုယ့်ဘာသာကိုလည်းယထာမလုပ်တတ်ကိုယ့်ဘာသာကိုလည်းလေယာဉ်မြန်မလုပ်တတ်ကျွန်တော်တို့ကိုယ့်ဘာသာကိုဘာမှမလုပ်တတ်တဲ့ဘဝ ability ဆိုတဲ့စွမ်းရည်ကျနေကျွန်တော်နောက်တစ်ခုပြောချင်တယ်ကြားရင်လည်းကြားဖို့မှလိမ့်မယ်အဲ့ကျွန်တော်တို့ရှက်စရာကောင်းပါလေနိုင်ငံခြားလူတွေကလေကျွန်တော်တို့ဗမာနဲ့ပတ်သက်လို့ပြောတဲ့ပြက်လုံးပေါ့ဘာပြောလဲဆိုတော့ကမ္ဘာပေါ်မှာတဲ့ဂျပန်နိုင်ငံကနေပြီးတော့တခိုးဖမ်းဆက်ကြီးထွင်လိုက်တယ်ဘယ်နေရာမှာတခိုးမရှိစေရတခိုးဖမ်းဆက်ထွင်လိုက်အဲ့ဒီတခိုးဖမ်းဆက်ကိုယူလာပြီးတော့အင်္ဂလန်နိုင်ငံလန်ဒန်မြို့လေကောင်မှာချထားလိုက်9မိနစ်အတွင်းမှာတခိုး9ယောက်ဖမ်းမိအဲ့ဆက်ကဟုတ်ပြီအဲ့ဒီဆက်ကိုအမေရိကန်နိုင်ငံဝါရှင်တန် DC မြို့လေကောင်မှာချထားလိုက်9မိနစ်အတွင်းမှာတခိုး15ယောက်ကိုဖမ်းမိတယ်ဟုတ်ပြီအဲ့ဒီတခိုးဖမ်းဆက်ကြီးကိုမြန်မာနိုင်ငံရန်ကုန်မြို့ခလေကောင်မှာလာချလိုက်တယ်9မိနစ်အတွင်းမှာတခိုးဖမ်းဆက်ကြီးပဲပြောက်သွားမှမသိဘူးကျွန်တော်တို့ရှက်ပါနိုင်ငံသားကောင်တွေကတအားပြတ်တယ်အဲ့လိုကျွန်တော်တို့အဲ့လိုမျိုးမပြောဘူးเนาะအဲ့တော့ကျွန်တော်တို့ကခုနကျွန်တော်တို့ပြောချင်တဲ့ ability ဆိုတဲ့စွမ်းရည်ကြတော့နှိမ်ခံရတာပေါ့ခုလိုအဲ့တော့ကျွန်တော်ကလူငယ်တွေကိုပြောချင်ပါတယ်ကျွန်တော်ရှေ့မှာလည်းပြောတယ်နော်ဤသုံးလုံးလို့ကျွန်တော်ပြောတယ်အဲ့ဒါကတစ်စင်ချင်းကျွန်တော်ပြောလာတာပါအဲ့ဒီအဆင့်တွေကကြော်လာရင် ability ဆိုတဲ့စွမ်းရည်ကိုစူးစမ်းပေးကြပါမြင့်ပေးကြပါကိုတော်အောင်တက်အောင်တခါတည်းလုံလင်းတော့ချက်ချင်းတော့မတက်ဘူးနော်ကျွန်တော်အဲ့ဒါတော့ကြိုပြောပြရတယ်ခုနဆရာကောင်းတဲ့ဒီမှာဟောနေတယ်ကျွန်တော်တို့တဲတဲ့အိမ်ကနေကျွန်တော်လှမ်းကြားရပါတယ်ဘိုးကျော်အောင်ဆန်းအကြောင်းပြောနေတာဘိုးကျော်ရာပြည့်ဖြစ်လို့ဘိုးကျော်အောင်ဆန်းအကြောင်းပြောတာကျွန်တော်ကြားရပါတယ်ကျွန်တော်တခုပြောချင်ပါတယ်ဒီကပရိသတ်တွေပညာရှိပရိသတ်ပါဘိုးကျော်အောင်ဆန်းမိတ်ခွန်းပြောတာနားထောင်မှုပါလားနားထောင်မှုပါတယ်နားမထောင်မှုတဲ့လူလည်းရှိပါတယ်မှန်ပါတယ်ဘိုးကျော်အောင်ဆန်းမိတ်ခွန်းပြောတဲ့အခါမှာအလုံးသတိထားမိပါလိမ့်မယ်နားထောင်မှုတဲ့လူတွေပေါ့နော်ကျုပ်တို့တိုင်းပြည်ကိုလွတ်လပ်ပြီဆိုပေမဲ့ပရိသမင်ဟလာမြေပပေါက်မလာနိုင်ဘူးဟလာသူများနိုင်ငံတွေကဟလာတလှမ်းလိုက်ဟလာကျုပ်တို့နိုင်ငံအလား20 30ဟလာလှမ်းနေမှမိကွန်းထဲမှာအကုန်ထုတ်လိုက်လေအဲ့ဒီဟလာတွေအများကြီးပဲအဲ့ဒါဘာဖြစ်လို့ဘုချုပ်မိကွန်းကဟလာတွေဖြစ်နေတာကျွန်တော်တို့ဘုချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တာဝန်ခံထားတဲ့အတွက်ကျွန်တော်ဘုချုပ်နဲ့ပတ်သက်လို့အသေးစိတ်ကစာလေ့လာပါဘာဖြစ်လို့သူဟလာတွေပြောတာလဲသတိထားလိုက်တဲ့အခါမှာသူကမိကွန်းတိုင်းကိုအင်္ဂလိပ်လိုရေးပါအင်္ဂလိပ်လိုရေးပြီးတော့မှဗမာလိုပြောတာအဲ့တော့ဒီမှာပြိတ္တကြီးဒီမှာအင်္ဂလိပ်လိုရေးတာအဲ့တော့သူကပြောနေတယ်ဒီမှာဘာသာပြန်တဲ့ခါကျတော့တိုက်ပြီးဟိုလားဟလာဒီမှာဘာသာပြန်နေတော့ဟလာခုတာအဲ့တော့နံပါတ်1အချက်ဘာသွားတွေ့တာဘုချုပ်အင်္ဂလိပ်စာတော်သည်အင်္ဂလိပ်လိုရေးပြီးမိကွန်းပေးလို့နောက်တစ်ခါ
ခုနနားထောင်မှုတွေဆိုတဲ့လူတွေလည်းရှိပါတယ်ဘုချုပ်အင်္ဂလိပ်လိုပြောတာတကယ်အင်္ဂလိပ်အစ်စ်တယောက်ပြောနေတယ်လို့ကောင်းပါဘုချုပ်နဲ့အောင်ဆန်းအက်တလီစာချုပ်ချုပ်ဖို့ဒီလိုချိန်ပေါ့ဗျာဒီထက်နည်းနည်းလေးပဲစောပါတယ်1949ဇန်နဝါရီ29ရက်အောင်ဆန်းအက်တလီစာချုပ်ချုပ်တဲ့အချိန်မှာအင်မတန်အေးပြီးတော့နှင်းနေရဒူးလောက်ကောင်မြုပ်တဲ့အချိန်ပေါ့ဒီနေ့နဲ့ဆိုရင်4ရက်လောက်ပဲစောပါအဲ့ဒီအချိန်ဘုချုပ်နဲ့အင်တာဗျူးလုပ်တဲ့ဟိုပါပေါ့ဗီဒီယိုဖိုင်ပေါ့အခု online ပေါ်မှာအများကြီးပါအဲ့ဒီမှာဘုချုပ်ကိုယ်တိုင်ပြောတဲ့အင်္ဂလိပ်စကားအင်္ဂလိပ်အစ်စ်တယောက်ပြောနေတယ်လို့ကျွန်တော်တို့နားထောင်တယ်ဘယ်သူမှဆိုကြည့်လို့ရပါတယ်အင်တာနက်မှာတင်ထားတယ်ဘုချုပ်ကအင်္ဂလိပ်လိုပြောတာတဲကောင်းပါလားအဲ့တော့အင်္ဂလိပ်စကားမှုတ်နေအောင်ပြောတတ်သည်အင်္ဂလိပ်စာမှုတ်နေအောင်ရေးတတ်သည်လို့ကျွန်တော်တို့ကောက်ချက်ချလို့ရပါတယ်တကယ်တော့မဟုတ်ပါဘူးဘုချုပ်ကိုမွေးတဲ့နေရာကြီးနတ်မောက်ဆိုတဲ့ရွာလေးပါဒီလောက်ကိုမတိုးတက်သေးပါဘူးအဲ့ဒီနတ်မောက်ဆိုတဲ့နေရာကမွေးပြီးရေနံချောင်းဥသောပိဒအကြောင်းကနေ10တန်းအောင်နဲ့အဲ့ဒီတုန်းကတော့ metric အောင်နဲ့ဘုချုပ်ပါအင်္ဂလိပ်စာတော်တော်ညံ့ပါတယ်ကျွန်တော်ဒီကလူငယ်တွေရှိမှအမှတ်တရပြောချင်လို့ဘုချုပ်အောင်ဆန်းဆိုတဲ့လူဟာမောင်အောင်ဆန်းဘဝနဲ့10တန်းအောင်ပြီးရန်ကုန်တက္ကသိုလ်ကိုရောက်လာတဲ့အချိန်16နှစ်ကျော်18နှစ်မပြည့်သေးပါဘူးအဲ့ဒီအချိန်မှာရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကြီးတွေမှာစကကြီးလူဝယ်ကြီးလို့အခုလိုပဲပေါ့ဒီဘက်က3ယောက်ဒီဘက်မှာ3ယောက်ဒီဘက်ကနေလို့တော့ပြောတယ်ဟလားအမျိုးသမီးများသည်တိုင်းပြည်အကျိုးတည်ဖို့ရမှာယောက်ျားများထက်တာသည်ဒီအမျိုးသမီးတွေကဒီဘက်ကအဆိုတင်သွင်းတယ်ဒီဘက်ကအမျိုးသားတွေကမဟုတ်ဘူးယောက်ျားတွေကပိုတော်တယ်လို့ပြန်ခြေတယ်စသဖြင့်ပေါ့ဒါကျွန်တော်နမူနာပြောတာအဲ့ဒီလိုပြောတဲ့အခါမှာအလဲကောင်မှာဒိုင်လူကြီးရှိတယ်တဘာပတိရှိတယ်ဒါပေမဲ့အင်္ဂလိပ်လိုပြောရတယ်တယောက်မှဗမာလိုပြောမှမရှိအဲ့ဒီအချိန်မှာဒိုင်လူကြီးလုတ်တဲ့တဘာပတိကနေပြီးတော့ဒီလိုမျိုးအောက်မှာထိုင်နေတဲ့ပြိတ္တတွေကနေ floor speaker လို့ခေါ်ပါတယ်ကျမ်းမြေပေါ်မှာထိုင်နေရလို့ flow ပေါ့နော်အဲ့ဒီ floor speaker ကဲ9မိနစ်ခွင့်ပြုတယ်တိုက်တာပြောအမျိုးသမီးဘက်ကလိုက်ပြောခြင်းလည်းရတယ်အမျိုးသားဘက်ကလိုက်ပြောခြင်းလည်းရတိုက်တာပြောအဲ့လိုခွင့်ပြုလိုက်တဲ့အချိန်မှာမောင်အောင်ဆန်းလေးကထားပြီးတော့သူပြောမယ်ပြောစပြောလို့နှခွန်းပဲပြောရသေးတယ်ဒီမှာလေပရီးမီးယားလိဘလုံးပွဲကြည့်ဘူးတဲ့လူတွေရှိပါလိမ့်မယ်မနေ့ကလည်းချယ်ဆီတရီလာနိုင်လာတော့မသိပါဘူးအဲ့ဒီမှာကြားဘူးကြမယ်ထင်တယ်ဘူးဆိုអော်တာလေဘူးနဲ့လောင်တာလေကျွဲတွေနွားတွေអော်တယ်လို့អော်တာဘူးဆိုအဲ့ဒီလူမောင်အောင်ဆန်းလေးဝိုင်းអော်ခံသူပြောတဲ့စကားကိုဘယ်သူမှနားမလဲသူပြောတဲ့အင်္ဂလိပ်စကားကိုဘယ်သူမှဘာပြောနေမှမသိဝိုင်းလောင်တာဒါပေမဲ့ तू ကလည်းမရပ်ဘူးပြဆက်ပြောတာဆက်ပြောရင်ပြောစရာလည်းမရှိတော့သူဘုရားစာတွေပါထည့်ပြတော့တာပါဠိလိုတွေပါဆက်ပြောတော့တာ9မိနစ်လည်းပြည့်ပြီလို့ကလောင်ဆိုတော့ခောက်လိုက်တော့မှကောက်ထိုင်ချလိုက်အဲ့တော့တနေ့တော့ခါဇာယီဆရာသိမ့်ဖေမြင့်လို့မြန်မာမှာနာမည်ကျော်တော့ကဘာအထိပါသိရဲ့ဆရာသိမ့်ဖေမြင့်ဖြစ်လာမယ်မောင်သိမ့်ဖေပေါ့အဲ့ဒီကိုသိမ့်ဖေကသူ့တငယ်ချင်းအောင်ဆန်းကိုပခုံးဖွဲ့ပြီးခေါ်ပါအောင်ဆန်းလားမင်းလူတွေတလောက်ဝိုင်းလောင်နေတာဘာဖြစ်လို့ဆက်ပြောနေတာလဲဟုတ်ဗျာပြောရမှာပေါ့သူတို့ကသူတို့လှောင်တာလှောင်လေးစီသူတို့ကသူတို့អော်တာអော်လေးစီငါတောင်ဝင်က9မိနစ်ပြည့်အောင်ပြောအောင်လဲဆိုတော့ငါတောင်ဝင်ကိုပြီးအောင်ခန်းဆောင်အောင်ဒုတိယတစ်ချက်ကအဲ့ဒီလိုអော်တိုင်းအဲ့ဒီလိုလှောင်တိုင်းကငါမပြောဘဲနေလိုက်ရင်နောက်ဘယ်တော့မှငါပြောခွင့်ရမှာမဟုတ်တော့ဘူးဒီနှစ်ချက်ကအောင်ဆန်းဆိုတဲ့လူကိုပေါ်လွင်သွားတယ်ဒါပေမဲ့ဒီနေရာမှာရက်လိုက်ရင်ကျွန်တော်ပြောချင်တဲ့နေရာမရောက်ဘူးတတိယတစ်ချက်ကအရန်အရေးကြီးတယ်မောင်အောင်ဆန်းကဘာတွေးသွားလဲဆိုတော့ငါအင်္ဂလိပ်စကားပြောတတ်မှဖြစ်တော့မယ်ရန်ကုန်တက္ကသိုလ်ဆိုတဲ့နေရာမှာတွတ်တဲ့ရှက်နဲ့အင်္ဂလိပ်လူတွေမှုတ်နေအောင်ပြောနေတဲ့လူတွေကြားမှာငါလူရမဝင်တော့ဖြစ်လိမ့်မယ်ငါလည်းအင်္ဂလိပ်လိုပြောအောင်တနေ့ငါလွတ်လပ်ရေးတောင်းရင်အင်္ဂလိပ်စီကတောင်းအောင်ပါဟေးအင်္ဂလိပ်ငါလွတ်လပ်ရေးပေးလို့သွားပြောလို့ပါရိုက်လွတ်လိုက်မှာပေါ့အင်္ဂလိပ်စီကငါအင်္ဂလိပ်လိုပြောပြီးလွတ်လပ်ရေးတောင်းအောင်ပါကောင်းပြီငါအင်္ဂလိပ်စကားဘသူစီကတွားပြီးလေ့ကျင့်ရမလဲသူလူလိုက်ရှာတော့မတွေ့ကံအားလျော်စွာဗျာရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီးမစ္စတာစလော့စ်
အိမ်မှာခွေး9ကောင်မွေးတာအဲ့ဒီခွေး9ကောင်ကအင်္ဂလန်ကနေခေါ်ပြီးမွေးထားတဲ့ခွေးအဲ့ဒီခွေး9ကောင်ကိုထိမ့်ဖို့ခွေးထိမ့်သမားမစ္စတာဝီလီယမ်ဆိုတဲ့လူကိုအင်္ဂလန်ကနေခေါ်ထားတယ်ပတ်စံပေးပြီးခေါ်တာအဲ့ဒီဝီလီယမ်ကခွေးထိမ့်တယ်မနေ့9နာရီဆိုရင်အဲ့ဒီခွေး9ကောင်လောက်အိမ်ထဲကထုတ်တရေကျိုးပတ်ကျိုးတွေချီပြီးတော့ရန်ကုန်မြို့အင်းရကံပေါင်ပေါ်မှာခွေးထိမ့်တာလက်ကျင်ကလို့ခွေးတွေအညောင်းမိမှာဆိုလို့အဲ့ဒီမစ္စတာဝီလီယမ်ကြီးကိုမောင်အောင်ဆန်းသွားတွေ့ဝန်တာပါမနေ့9နာရီအခုလိုအေးရဲ့အချိန်ကြီးမှာမစ္စတာဝီလီယမ်စီသွားပြီးဝီလီယမ်ခင်ဗျားကျွန်တော်နဲ့အင်္ဂလိပ်စကားပြောဖို့ပြောပဲလုပ်ပေးပါလားဟာရတာဗောဟိုလူကြီးကလည်းပြင်းနေတာဗျာမနေ့စောကြီးခွေးတွေနဲ့ရှောက်ပြင်းနေတာအားနာပဲရတာဗောလာပြောလေကျေးဇူးပဲအဲ့ဒါမနေ့တိုင်းမောင်အောင်ဆန်းဒီလိုစောင်းတွင်းမှာပစိုးလေးခြုံပြီးတော့အဲ့ဒီဝီလီယမ်နဲ့ခွေးကြောင်ရင်ဘေးကနေအင်္ဂလိပ်စကားလိုက်ပြောတာမနေ့တိုင်းတနာရီခွဲအင်္ဂလိပ်စကားပြောလေ့ကျင့်အဲ့ဒါတရက်ထဲလားတစ်ပတ်ထဲလားတစ်လထဲလားမဟုတ်ပါဘူး4 နှစ်တည်ကြအောင်18နှစ်သားမောင်အောင်ဆန်း22နှစ်သားရောက်သွားတဲ့အချိန်1936ဒုတိယကောလိပ်တပိတ်ဖြစ်တဲ့အချိန်အင်္ဂလိပ်စာကိုတောင်းပြေပြောနိုင်နေပြီ1936ကောလိပ်တပိတ်ဆိုတာဗမာပြည်မှာအားလုံးသိကြပါလေနာမည်အရန်ကြီးတယ်မောင်အောင်ဆန်းလည်းတောင်းထုတ်ခံရဥနုလည်းတောင်းထုတ်ခံရတယ်နှစ်အဲ့ဒီအချိန်မှာအောင်ဆန်းဟာအင်္ဂလိပ်စကားကိုကြိုက်တဲ့လူလားအင်္ဂလိပ်လိုကိုမှုတ်နေအောင်ပြောနိုင်4 နှစ်တိတိမနေ့တိုင်းမစ္စတာဝီလီယမ်နဲ့လိုက်ခဲ့ရတယ်ကျွန်တော်ပြောချင်တဲ့အကြောင်းရင်းကဘုရားအောင်ဆန်းလိုလူတော်မှအဲ့ဒီလိုအင်္ဂလိပ်စာတွေတော်တယ်လို့အပြောခံရတဲ့လူတော်မှတစ်နှစ်ထဲတစ်လထဲတစ်ရက်ထဲလက်ကျင်ပြီးရတာမဟုတ်ပါဘူး4 နှစ်လုံးကြိုးပမ်းပြီးမှအင်္ဂလိပ်စာပြောတတ်တယ်ဆိုတဲ့အရေးချင်းကိုရတယ်ကျွန်တော်ပြောချင်တဲ့ ability ဆိုတဲ့စွမ်းရည်အဲ့ဒီစွမ်းရည်ရှိမှကျွန်တော်ပြောတယ်နော်မိကွန်း ASK လို့ပြောပါတယ် ask စွမ်းရည်ရှိမှကျွမ်းကျင်မှုဆိုတဲ့ S skills ဆိုတာဖြစ်လာပါကျွမ်းကျင်ပြီဆိုရင်တော့လုပ်လို့ရဘူးနေကဒီကဘယ်သူမှမသိတော့ဘူးစာကြည့်တဲ့ထဲမှာမေးတယ်ကျောင်းသားတယောက် the professional ဖြစ်ဖို့အတွက်ကဘယ်လိုလုပ်ကြရမလဲပညာမှာအကျွမ်းကျင်မှုမရှိဘဲနဲ့လူတယောက်ဟာပြည့်စုံတဲ့အလုပ်တစ်ခုဖြစ်မလာပါဘူးကျွမ်းကျင်ရှိရအခုဒီပရိသတ်ကြီးတွေရှေ့မှာမရထိုးမာရွာနှစ်တရာပြည့်ကျွန်တော်အားလုံးရှေ့မှာဝန်ခံပါတယ်ကျွန်တော်တို့ညံ့ပါတယ်ကျွန်တော်တို့လို့မပြောပါဘူးကျွန်တော်ညံ့ပါတယ်ကျွန်တော်အသုံးမကျပါဘူးကျွန်တော်စွမ်းရည်နေခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်မကျွမ်းကျင်ပါဘူးဘာလို့ပြောတာလဲဆိုတော့ဘုရားအောင်ဆန်းရုပ်ရှင်ဇာတ်ကားကို2015ဘုရားရာပြည့်မွေးနေ့ February 23 ရက်နေ့မှာတနိုင်ငံလုံးကိုပြနိုင်အောင်ဘုရားအောင်ဆန်းရုပ်ရှင်ကားရိုက်မယ်ဆိုပြီးခုနအခမ်းအနားမှုကကျွန်တော်အကြောင်းဖတ်တဲ့ထဲမှာပါသွားတယ်ဘုရားအောင်ဆန်းရုပ်ရှင်ပြမြောက်ရေးအဖွဲ့ထူထောင်လို့ကျွန်တော်အဲ့ဒါလိုကြီးညာခဲ့ပါတယ်အခုဒီနှစ်ဘုရားမွေးနေ့မှာကျွန်တော်အဲ့ဒီဇာတ်ကားမပြနိုင်ပါဘူးတဇက်ကားလုံးထားလိုက်အောင်ကျွန်တော်တို့ခုရိုက်လို့ပြီးတာ9 ခန်းပဲပြီးပါပြီလေဒါကျွန်တော်ဝန်ခံတာကျွန်တော်တို့ညံ့နေဆိုတော့ညံ့နေဝန်ခံတာကျွန်တော်တို့အသုံးမကျဘူးစွမ်းရည်မရှိဘူး skill ကျွမ်းကျင်မှုနည်းတဲ့အတွက်ဒီလိုဖြစ်ရတယ်ဒါကျွန်တော်ဝန်ခံတာဘာကြောင့်လဲဘုရားအောင်ဆန်းအကြောင်းရုပ်ရှင်ရိုက်ရှင်တာကျွန်တော်တို့မှာရိုးလေးပါကျွန်တော်တို့အနောက်ဘက်ကအိန္ဒိယနိုင်ငံမှာဂန္ဒီအကြောင်းရုပ်ရှင်ရှိတယ်မြောက်ဘက်ကတရုတ်နိုင်ငံမှာမော်စီတုံးရုပ်ရှင်ရှိတယ်အရှေ့ဘက်ကဗီယက်နမ်နိုင်ငံမှာဟိုချီမင်းရုပ်ရှင်ရှိတယ်ကျွန်တော်တို့ရဲ့အမျိုးသားကောင်းဆောင်လွတ်လပ်ရေးရဖခင်တပ်မတော်ရဲ့ထူထောင်သူဘုရားအောင်ဆန်းအကြောင်းရုပ်ရှင်မရှိဘူးကျွန်တော်တို့လှုပ်ရှင်တယ်ဒါပေမဲ့ခေတ်အဆက်ဆက်ကဘုရားကိုဖျောက်ပစ်ခဲ့ကြဘုရားအောင်ဆန်းဆိုတာပေါ်မလာဘူးဘုရားပုံပါတဲ့ပတ်စံမြင်ဘူးလားဒီမှာလေ30တန်းလေအခုကျွန်တော်တို့ကဘိုလ်ချုပ်ပုံပါတဲ့ပတ်စံမသုံးရမယ်တလိษံပုံနေနဲ့သုံးနေရတာဒီမှာဘိုလ်ချုပ်ပတ်စံ30တန်းဒါကျွန်တော်ဒီမှာရတာမဟုတ်ဘူးကျွန်တော်ကလေးကကောက်လာတာကလေးကလက်ဆောင်ပေးလိုက်တာပါ sorry အဲ့တော့ကျွန်တော်တို့ဘိုလ်ချုပ်အောင်ဆန်း
ပတ်စံပေါ်မှာတော့သူများနိုင်ငံရဲ့ခေါင်းဆောင်တွေကပတ်စံပေါ်မှာရှိတယ်ဟိုချီမင်းကဘီယန်နယ်ပတ်စံပေါ်မှာရှိတယ်ယိုရီးယားဘီယန်ကယိုရီးယားပတ်စံမှာရှိတယ်အေဗရာဟင်လန်ကွန်တို့တွေ့ချင်ရင်အမေရိကန်ပတ်စံမှာရှိတယ်အင်္ဂလိပ်ဘီယန်မရဲ့ပတ်စံအင်္ဂလိပ်ဘီယန်မရဲ့ဓာတ်ပုံကိုအင်္ဂလိပ်ပတ်စံမှာရှိတယ်ဗမာပြည်ကျမှဆင်တွေခွေးတွေနွားတွေကျွဲတွေဖြစ်နေတယ်ကျွန်တော်တို့ဘူချုပ်ကပတ်စံပေါ်ကဖယ်ခံဒီတော့ကျွန်တော်ကဘူချုပ်ကိုတော့ပြန်ပေါ်ခြင်းတယ်ဘူချုပ်အောင်ဆန်းဆိုတဲ့ကျွန်တော်တို့ရဲ့ဖခင်ကြီးကနေရာတွေပျောက်နေရတယ်ရုပ်စောအဆုံးတိုင်ကျွန်တော်အမှတ်တရပြောပါတယ်ညောင်တုံးဘက်မှာညောင်တုံးဆိုတာရန်ကုန်နဲ့မိုင်90လောက်ဝေးတဲ့နေရာပဲအဲ့ဒီမှာကျောင်းဆရာတယောက်သူ့အိမ်မှာတဲ့ရက်ကွက်ကတိုင်တာပေါ့ဗျာစိန်စီတော်ညဆိုတဲ့ရုပ်ရှင်ကြည့်နေတယ်တဲ့ဒီကလူတွေကြည့်ဘူးတယ်ထင်ပါတယ်စိန်စီတော်ညဟုတ်ပါကြည့်ဘူးတယ်နော်အရန်ကောင်းလာနော်အဲ့ဒီအခွေကြည့်နေတယ်ဆိုပြီးတိုင်တော့ရက်ကွက်ထဲကအဲ့ဒီထောက်လန်းရေးတွေကလာဖမ်းလာပေါ့ဖမ်းတဲ့ခါကျတော့အဲ့ဒီကျောင်းဆရာလေးရဲ့အိမ်ထဲကိုဝင်ပြီးတော့ TV တွေအောက်ဆက်တွေတဲ့အကုန်လုံးဖမ်းလာအကုန်သွားတယ်အဲ့ဒီစိန်စီတော်ညဆိုတဲ့အခွေကိုမတွေ့ပေမဲ့သူတို့ကဖမ်းလို့ပြောလိုက်တဲ့ခါကျတော့အဲ့ဒီကျောင်းဆရာကိုရအောင်ဖမ်းပြီးခေါ်ချသွားတယ်ပြီးတော့ရုံးတင်တယ်ဗျရုံးတင်တဲ့ခါကျတော့ဘာနဲ့တင်တာလဲဆိုတော့ဘယ်ရောက်သွားလဲဘူကျော်အောင်ဆန်းပုံနဲ့သူ့အိမ်မှာဒီလိုနိုင်ရမှာဘူကျော်အောင်ဆန်းပုံချိတ်ထားလို့ဘူကျော်အောင်ဆန်းပုံအိမ်မှာချိတ်ထားမှုနဲ့တရားစွဲခံကြားဘူးလားအဲ့ဒါလို့ဘူကျော်အောင်ဆန်းပုံအိမ်မှာချိတ်ထားလို့တရားစွဲတဲ့ခါကျတော့အဲ့ဒီရဝတ္တအုပ်ချုပ်ရေးမှုကိုတရားရုံးမှာရှိနေရမေးတယ်ဒီဓာတ်ပုံတွေကလူကိုတိလာအဲ့ဒီရဝတ္တဘာပြောလဲမသိပါဘူးတဲ့ကဲဟုတ်ပြီခမညာကျောင်းနေဘူးသလားမေးတော့ဘာပြန်ဖြေတယ်ကျုပ်ကတမိုင်းနဲ့ဘွဲရတာဗျာတဲ့တမိုင်းနဲ့ဘွဲရတဲ့လူကဘုံကျုပ်ကိုမသိဘူးတဲ့ကဲစဉ်းစားကြည့်အဲ့ဒီလူကိုဘုံကျုပ်အောင်ဆန်းဆိုတဲ့ပုဂ္ဂိုလ်တယောက်ကိုဖျောက်ချင်ဝိုင်းပြီးတော့အဲ့ဒီလူတွေကလည်းဝိုင်းလိမ်မေးတယ်အဲ့ဒီလူတွေမသေးသေးပါဘူးကျွန်တော်တို့နဲ့လည်းအခုတွေ့နေတယ်ကျွန်တော်တလောကတော့မှချောင်းသာသွားရင်လည်းသူ့တွေ့တော့မေးတယ်ခင်ဗျားကဘုကျော်အောင်ဆန်းသိသွားမလားဆိုတော့ဟဲ့ရာပြေးလို့မလို့လေကဲအခုတော့သိသွားပြန်ပြီသူတို့ကသိချင်သိပလိုက်တာထားပါတော့သူတို့အကြောင်းကျွန်တော်ပြောမလို့မဟုတ်ပါဘူးဘုကျော်အောင်ဆန်းကိုအဲ့ဒါလိုဖျောက်ခဲ့တဲ့အတွက်ကျွန်တော်တို့ကဘုကျော်အောင်ဆန်းရုပ်ရှင်ကိုရိုက်ချင်တယ်ကျွန်တော်တို့ကဘုကျော်အောင်ဆန်းအဖြစ်အပျက်ကိုကဘာသိစေချင်တယ်ဘုကျော်ကအသက်ငယ်လေးနဲ့လောက်ကြံခံရပြီးတော့တိုင်းပြည်အတွက်ဆွတ်လွတ်သွားတဲ့လူတစ်ယောက်အနေနဲ့ကျွန်တော်ဘုကျော်ကိုပြချင်တယ်တော့ဘုကျော်အကြောင်းအတူချုပ်ပြောရင်ကျွန်တော်စံညွှန်းရေးတယ်ရေးပြီးတဲ့အခါကျကျွန်တော်တို့အဖွဲ့ရေးပြီးတော့တဲ့အခါမှာထုံးစံတိုင်းဒေါ်ဆန်းစုကြည်ကိုကျွန်တော်တို့ရတယ်အင်္ဂလိပ်လိုပြန်ရေးတယ်ရေးပြီးတော့ဟောလိဝုဒ်ကိုကျွန်တော်တို့အဆက်အသွယ်လုပ်ရတယ်အမေရိကန်နိုင်ငံဟောလိဝုဒ်ကမှကျွန်တော်တို့မဆက်သွယ်ရတဲ့ဒီရုပ်ရှင်ကတကမ္ဘာလုံးပတ်ရရမှာမဖြစ်နိုင်ဘူးသူတို့ ਨੇ အကူအညီလိုတယ်အဲ့တော့ကမ္ဘာပေါ်မှာနာမည်အကြီးဆုံးရုပ်ရှင်ထုတ်လုပ်သူ2ယောက်ရှိပါတယ်ဟောလိဝုဒ်ကအီသယ်ကိုအန်နဲ့ဂျိုဝယ်ကိုအန်ဆိုတာကိုအန်ဘရာသာလို့နာမည်ကြီးတယ်ရုပ်ရှင်က2ကားရှိပြီးအော်စကာရတာဒီနှစ်သူတို့ထပ်ရအောင်မယ်ဘွိုင်းဟူဆိုတဲ့ကားနဲ့ဒီနှစ်ထပ်ရမှာအဲ့တော့ရုပ်ရှင်3ကားလောက်အော်စကာရဘူးလေဆိုတော့ကမ္ဘာမှာရှာပေါ့အဲ့ဒီလူတွေကိုတွေ့ဖို့ကျွန်တော်6လတီးစောင့်နေဇန်ညွန်းကြီးပိုက်ပြီးတော့နောက်ဆုံးတွေ့ခွင့်ပေးလိုက်တယ်ကျွန်တော်လာလို့ရတယ်လာတွေ့ဆိုတော့ကျွန်တော်အမေရိကကိုသွားဗမာပြည်ကနေအမေရိကန်နိုင်ငံလော့စ်အန်ဂျယ်လိစ်ကိုရောက်ဖို့18နာရီလေယာဉ်စီးရပါတယ်ကျွန်တော်လေယာဉ်များမှာနေ့ညတွေဘာဖြစ်ကုန်မှမသိဒါပေမဲ့လော့စ်အန်ဂျယ်လိစ်ကိုကျွန်တော်ရောက်တာနဲ့သူတို့အိမ်ကိုကျွန်တော်သွားတဲ့အခါမှာကျွန်တော်လက်ထက်မှာစာမျက်နှာ420ကျော်ပါတဲ့ဘိုးကျော်အောင်ဆန်းဇန်ညွန်းကြီးနဲ့ရော့ဆရာကြီးကျွန်တော်တို့ဇန်ညွန်းဆိုပြောတယ်ကျွန်တော်ဇန်ညွန်းတွန်းလွန်လိုက်တယ်ငါမဖတ်ဘူးလေဟာကျွန်တော်တို့ကတစ်နှစ်လောက်ရေးရတယ်သူတို့နဲ့တွေ့ဖို့6လလောက်စောင့်ရတယ်ရောက်လဲရောက်တော့ရင်ဝစောင့်ကန်ခံရတယ်လို့မဖတ်ဘူးဆိုပြီးတွန်းလွန်လိုက်အဲ့အောင်နဲ့ငါတို့ treatment ပေးဟာကျွန်တော်တို့ကောင်းတော့နောက်ဒီမှာဆရာဝန်တွေရှိပါလိမ့်မယ်ကျွန်တော်လည်းဆရာဝန်ပဲသူက treatment ပေးဆိုတော့ကျွန်တော်သွားဆရာဝန်ဆို treatment ဆိုတာဆေးကုတာကိုပြောတာဗျဆို
ဒီလူကျွန်တော်နောက်နေတယ်ထင်တာပေါ့ဒီသူများသွားနာနေလားပေါ့နော်သူများသဘောစားနေလားကျွန်တော်သွားများဖာပေးရမလားပေါ့နော်သွားများမနာမကျင်အောင်နှုတ်ပေးသည်လို့ဘာလို့လုပ်ရမလို့ပေါ့ဒီလူဘာဖြစ်လို့ကျွန်တော်ဒီလူပြောတာလဲတော့သူ့ထပ်မေးတယ်ခင်ဗျာကျွန်တော်ဘာတောင်းတာလဲtreatment လေး treatment ပါမှာစကားပြောကျွန်တော်မသိကျွန်တော်ပြောချင်တဲ့ ability ဆိုရယ်စွမ်းရည်မှာကျွန်တော်တို့ကြားခဲ့ကျွန်တော်ရုပ်ရှင်အဲ့ဒီအချိန်မှာ2013ခုနှစ်ဟာကျွန်တော်ရုပ်ရှင်လောကမှာ29နှစ်တည်တည်ကျင်လည်ပြီးသွားပြီကျွန်တော်တက်နေမသိတော့ဘူးရုပ်ရှင်မှာကိုယ့်ကိုယ်တော့တော်တက်လာပြီးမှအခုတော့ treatment ဆိုတော့ဘာမှမသိရှက်နဲ့ကိုနဲ့ပြန်လာဟုတ်ကဲ့ကျွန်တော်ပြန်လာမယ်ဘာမှမသိဘူးနဲ့ပြန်လာတာကျွန်တော်စဉ်းစားလိုက်တော့ကျွန်တော်တို့ဗမာနိုင်ငံကရုပ်ရှင်ဒါရိုက်တာကြီးဦးဝင်းဖေဆိုတာအသက်80အမေရိကန်နိုင်ငံမှာနေနေပါတယ်သူအဆိုတော်မီမီဝင်းဖေတို့ရဲ့အဖေပေါ့ဟုတ်ပြီဆရာကြီးစီတော့မေးတယ်ကျွန်တော်ဆရာကြီးဆိုတာဆရာကြီး treatment ဆိုတာဘာလဲမင်းလည်းကွာငါဘာသိမှလဲတဲ့ဟင်သူ့များသိကြလားမှတ်တယ်ဟာဆရာကြီးငါလည်းမသိဘူးတဲ့ဟောသွားရောသူလည်းမသိဘူးကျွန်တော် treatment ဆိုဘာမှလည်းကျွန်တော်မသိဘူးဘာလို့မှလည်းမသိဘူးကံအားလျော်ဆိုတာရုပ်ရှင်မင်းသားကြီးပေါ့နော်ဥစိန်မြင့်နဲ့ရုပ်ရှင်မင်းသမီးကြီးဒေါ်ဆွေစေထိုက်တို့ရဲ့တူဒီတော်သမီးလွင်းစိန်မြင့်ဆန်ဖရန်စစ္စကိုမှာရှိနေတယ်အဲ့ဒါနဲ့ကျွန်တော်မိုင်600ဝေးတယ်ဗျသူစီကိုကျွန်တော်ပြေးရတယ်လွင်းကကူညီအောင် treatment တောင်းတယ်ဘာမှမသိလို့ treatment ဆိုတာဘာလဲဆိုတော့အမလီကိုရဲ့ခက်လာလို့လာတဲ့သမီးရှင်းပြမယ်ဆိုသူကကျွန်တော်လည်းအသက်20နေတယ်ကျွန်တော်ရှင်းပြအဲ့ကြတော့မသိတော့ဘူးနိုင်ငံတကာမှာရုပ်ရှင်ရိုင်းရင်ဇန်ညွန်းမဖတ်ဘူးတဲ့အဲ့ဒီ treatment ဆိုတာဒီလိုစာမျက်နှာနဲ့2ရွက်ပဲရှိတယ်2မျက်နှာပဲရှိတော့ဘာလဲဆိုတော့ဘိုးကျုံအောင်ဆန်းရုပ်ရှင်ဘိုးကျုံအောင်ဆန်းဆိုတာဘလူလူမျိုးရေးပြရတယ်ဘာဖြစ်လို့သူ့အကြောင်းကိုရုပ်ရှင်ရိုက်ချင်ရတာလဲဘာကြောင့်အဲ့ဒီဇာတ်ကားရိုက်ရင်ဘလောက်ကုန်မလဲဘလောက်ပြန်ရမလဲဘလောက်ကြာမလဲအဲ့ဒီလိုရိုက်ချင်းအဖြစ်ငွေကြေးအမြတ်အစွန်းကဘလောက်ရှိမလဲအမှုပညာအမြတ်အစွန်းကဘလောက်ရှိမလဲနိုင်ငံရေးအရာရောအမြတ်အစွန်းကဘလောက်ရှိမလဲအဲ့ဒါတွေအကုန်ရေးပြီးရမှာဟာမခါမှမကြဘူးရုပ်ရှင်ရိုက်တာဇန်ညွှန်းရေးရတယ်ကြီးပဲကျွန်တော်ထင်တာအဲ့ဒါကျွန်တော်တညာလုံးမအိပ်ဘူးထိုင်ရေးတာအကုန်လေးရေးပြီးကိုယ့်အကူဖေမြန်ကောင်းမြန်ဖတ်ပြီးတော့ကြိုက်ပြီးဟိုဆရာကြီးတွေစီကျွန်တော်သွားပြီးတော့ဒီမှာကျွန်တော်တို့ treatment သိသွားပြီ treatment ဆိုတာယူသွားပြီးတော့သူ့လက်ထက်ထည့်တယ်ဖတ်ပြီးတော့ကျွန်တော်တခွန်းနဲ့ပြန်ပြီးတယ်မင်းတို့ဘူချုပ်ကလူလားတဲ့ဟင်လူဘောဗျာလူမို့လို့လူချောင်းရေးတာလေဗျာခင်ဗျာဘာစကားပြောတာလဲနောက်တော့လည်းစိတ်ဆိုးသွားပြီဗျာကျွန်တော်ကလူဘောဗျာလို့ပုံးလေကွာတဲ့မင်းရေးထားတာဘူချုပ်ကစူပါမန်ကြာတာပဲဘာဖြစ်လို့မင်းအိုင်ယွန်မဲလို့ဘာလို့နဲ့လူနဲ့မတူတော့ဘူးအဲ့မှာကျွန်တော်အတိအတခုပွင့်သွားကျွန်တော်တို့ဘူချုပ်ကိုသိချစ်တာဟုတ်ဘူချုပ်ကိုသိလေးစားတာဟုတ်ဘူချုပ်ကိုသိကိုးွယ်တာဟုတ်ကြည်ညိုတာဟုတ်အဲ့တော့အကောင်းတွေကြီးလေးတော့တာကျွန်တော်တို့ကဟာဘူချုပ်ဆိုတာဘလို့စံနမူနာဘလို့ဟာရမျိုးတွေကျွန်တော်ရှောက်ကြီးရောအဲ့သူတို့စိတ်ထဲမှာထင်သွားတာဘူချုပ်ကလူနဲ့မတူတော့ဘူးကျွန်တော်အကောင်းတွေကြီးပဲရှောက်ကြီးတော့သူကကျွန်တော်မေးတယ်မင်းတို့ဘူချုပ်ကမချစ်တတ်ဘူးလားဟာချစ်တတ်တာပေါ့ချစ်လို့မိမယူလာတာလေဗျာမိမယူလာတော့မှတော်လန်ရေးကာလာမှာ4နှစ်မှာ4ယောက်တော့ကလေးမွေးတယ်ဒီတဲ့ချစ်တဲ့ယောက်ျားရှိအောင်မလားနော်တော်လန်ရေးကာလာတာတော့4နှစ်4ယောက်မွေးတာဟာမင်းအဲ့ဒါဘာလို့ဒီထဲမှာထည့်မရိုက်လဲမှန်တာပေါ့ဘိုးချုပ်ကချစ်တတ်တာပေါ့ဘိုးချုပ်မှဒေါသထွက်တတ်တာပေါ့ဘိုးချုပ်ဟာစိတ်ဆိုးတတ်တယ်လို့ရည်လဲရည်တတ်မှာပေါ့ဘိုးချုပ်မှလူဆန်တဲ့အပြုအမူတွေရှိရမှာပေါ့တနာတတ်မှာပေါ့ကျင်နာတတ်မှာပေါ့လူတွေကိုကူညီတတ်မှာပေါ့လူတွေကိုငဲ့ညာတတ်မှာပေါ့ကျွန်တော်စောစောကပြောတဲ့ empathy လို့ခေါ်တဲ့စာနာတရားတွေလည်းရှိမှာပေါ့ကျွန်တော်တို့အဲ့ဒါတွေကိုထည့်မရေးမိဘူးအဲ့ကြောင့်ကျွန်တော်သိသွားဟာငါမားပြီကျွန်တော်အခုဝန်ခံနေတာလို့ပြောတယ်နော်ကျွန်တော်တို့လူငယ်တွေကျွန်တော်ကိုအတူယူဖို့ပြောတာမဟုတ်ဘူးကျွန်တော်လူမျိုးမဖြစ်အောင်လို့ကျွန်တော်ပြောတာအဲ့ဒီမှာကျွန်တော်ရှက်သွားကျွန်တော် ASK လို့ပြောတဲ့ ability ကျွန်တော်ကြားတယ် S လို့ကျွန်တော်ပြောတဲ့ skill မကျွမ်းကျင်ကိုတော့ကျွမ်းကျင်ပြီထင်တယ်အလကားဖို့အဲ့မှာတိသွားတော့အထုတ်လိုက်ကြီးပြန်ပြီးရန်ကုန်ပြန်လာကျွန်တော်တငယ်ချင်းတွေကျွန်တော်အခွက်တစ်ခွက်လုံးအန်ဒီဒေါ်အောင်ဆန်းစုကြည်ကပြောကျွန်တော်တို့ဇန်ညွန့်ပြန်ရေးမယ်ဘိုးချုပ်ကလူနဲ့တူတဲ့အချက်တွေကျွန်တော်တို့ရှာတော့အဲ့တော့ကျွန်တော်တခုတော့ပြောချင်ပါတယ်
ဒါအမှတ်တရပေါ့နော်ကြုံတော့ကြုံခဲ့ဆိုသလိုဒီမှာလဲဗာလဲရွာလဲနှစ်တရာပြည့်ဘိုးချုပ်ကလည်းနှစ်တရာပြည့်တော့ကျွန်တော်တို့အဲ့ဒါလိုပြန်ရှာတဲ့ခါမှာဘာသွားတွေ့ရလဲ1946မရဘူးစက်တင်ဘာ26အဲ့ဒီနေ့မနေ့မှာဘိုးချုပ်အောင်ဆန်းကိုအင်္ဂလိပ်ပြင်ကန်စာရှိဘရန်စာဖိတ်လိုက်တယ်လာအောင်ကဲဘိုးချုပ်အောင်ဆန်းခမည်းကောင်းဆောင်ပြီးတော့ရော့အစိုးရဖွဲ့တော့ဖွဲ့ခိုင်းလိုက်တော့ဘုရားအောင်ဆန်းအရန်ဝန်းတာပါပြန်စဉ်းစားကြည့်ပါဗျာအသက်32နှစ်ပဲရှိသေးတယ်32နှစ်သားလူငယ်လေးတစ်ယောက်ကသူ့ဝင်ကြီးချုပ်ယာရုပေးလိုက်တယ်ဆိုတာအောက်ခြေလွတ်เสียရတယ်ဘုံဝင်မြင့်ကျင်เสียရတယ်ဒါပေမဲ့ဘိုးချုပ်ကအပေါ်ကနေအောက်ဆင်းလာတာ ਨੇ စင်ဝင်အောက်မှာရထားတာဝူစလီကအနက်ကလေးအခုနောက်ဆုံးဘိုးချုပ်စီးခဲ့တဲ့ကကြားလိုက်မှရှိတက်ချက်ကြီးညွတ်မောင်ဆိုတာကားမောင်းတဲ့လူအဲ့နာမှာဘိုးထွန်းလာရက်ဘုချုပ်ကဘာပြောလဲဆိုတော့ဟဲ့ကောင်ထွန်းလာငါဝင်ကြီးချုပ်ဖြစ်သွားပြီမင်းကငါရဲ့ PA အဲ့တော့ဝင်ကြီးချုပ်ဖြစ်ပြီဆိုရင်ဝင်ကြီးချုပ်ရဲ့အခွင့်အာဏာဆိုတာပေါ်လာတယ်မင်းက PA ဖြစ်ရင်မင်းအခွင့်အာဏာဆိုတာရှိလာမယ်အဲ့တော့ငါအမျိုးတွေငါတငယ်ချင်းတွေမင်းအမျိုးတွေမင်းတငယ်ချင်းတွေကချင်းကပ်ပြီးတော့ဘာတွေညာတွေမလျော်ဩဇာနဲ့တောင်းရင်ဘာမှလုပ်မပေးနဲ့ဒါရှင်းပါတယ်ဗျာခုခေတ်အကုန်သိတာပဲဝင်ကြီးချုပ်ဖြစ်ပြီးဘယ်လိုဖြစ်ပြီးဆိုတော့တောင်းမဲ့ပါမစ်ကလေးပေးပါအောင်တစ်ခုတ်ခွင့်ပေးပါအောင်ဘာနေရာမှာများပါရေနံတူးလင်းတူးခွင့်ပေးပါအောင်အကုန်တောင်းကြမယ်ဘုချုပ်ကခွင့်မပြုခဲ့ပါဘူးဘယ်လောက်ထိတောင်ပြောခဲ့လဲဆိုတော့ထွန်းလာတဲ့နောက်ဆုံးရုပ်စွာအဆုံးငါရဲ့မိမမကြီးကခိုင်းရင်တော့မလုပ်ပေးနဲ့အဲ့မှတ်ထားအဲ့ဒါလိုပြောပြီးသူပြန်သွားတဲ့အခါမှာဘုချုပ်ကသူ့မိမကိုသူတော်တော်ချစ်ပါလားဒေါခင်ကြီးကိုကြည်လို့ခေါ်တယ်သူ့ကိုသူမောင်လို့ပြောတယ်ဝင်ကြီးချုပ်ကြီးဖြစ်ပြီး32နှစ်သားမောင်ရတော့လေဝင်ကြီးချုပ်ကြီးဖြစ်ပြီးကြည်လို့ဝန်းပတ်တာပြောချင်တော့သူ့အိမ်သူပြန်သွားတယ်ဒါပေမဲ့သူ့အိမ်စင်ဝင်အောက်မှာမော်တော်ကားထိုးရက်လိုက်တဲ့အချိန်မှာတကားလဲဖွင့်လိုက်တော့အိမ်လုံးရဲ့ငိုမှန်တွေကဘုချုပ်ကိုစီးကြိုလိုက်စုညံပွက်လောရိုက်ပြီးငိုနေကြဟာဘာဖြစ်တာလဲဝကြီးချုပ်ကြီးအတစ်ချက်ချွတ်ကြီးအိမ်ထဲလည်းပြေးဝင်လိုက်ပေါ့သူတို့ရဲ့အငယ်ဆုံးသမီးလေးကတေရှာပြီဒေါ်စန်းစုကြည်အောက်မှာမွေးတဲ့အငယ်ဆုံးသမီးလေးဒေါခင်ကြီးရဲ့ရင်ဝင်ထဲမှာသမီးလေးကတေပြီတအိမ်လုံးကငိုဘုချုပ်ကြည့်လိုက်တော့သူရင်ဆို့သွားဘုထုံးလာတော့ဘာပြောလဲဆိုတော့ငါကွာတနှစ်တယောက်ကလေးတွေမွေးနေတော့တော်တော်စိတ်ပြည့်စရာကောင်းမယ်လို့ထင်မိတာအခုတော့လူဘဝတွေကိုရောက်လာတာရက်ပိုင်းပဲရှိသေးတယ်သမီးလေးအဖေရဲ့မေတ္တာကိုမပေးလိုက်ရအောင်အဲ့ဒီကလေးကိုငါချီကိုမချီလိုက်ရအောင်ပွေကိုမပွေလိုက်ရအောင်ခုတော့ဒီကလေးလေးဆုံးရှာတယ်ငါတော်တော်စိတ်မကောင်းဘူးကွာပြောရင်မျက်ရည်ကျရှာကြတာဒီလိုညာပဲအဲ့ဒါလိုကြားတဲ့အချိန်မှာသူ့လက်ကမျက်ရည်ကိုမြန်ဖမ်းတုပ်လိုက်ရတယ်။ဘာကြောင့်လဲ။သူ့ရဲ့ညာဘက်ကအခန်းထဲမှာဒီလိုဥပချိုးလို့တခင်များတို့ကထိုင်ဆောင်တယ်။ဝင်ကြီးအဖွဲဖွဲရမယ်။တစ်နှစ်အတွင်းတိုက်ပြည်ကိုလွတ်လပ်ရေးရအောင်လုပ်ပေးမယ်လို့ကြေညာရမယ်။သူ့ညာဘက်အခန်းထဲမှာစောင့်တယ်။မျက်ရည်လေးတော့ကောင်းကောင်းမကြလိုက်ရရှာ။ဖခင်တယောက်အနေနဲ့ဒီမှာအဖေတွေအများကြီးပါ။ကိုသမီးလေးရဲ့အလောင်းကိုတော့ကြစ်ပါအောင်ဖက်ပြီးငိုလိုက်ချင်အောင်ပါပဲအဖေတယောက်အနေနဲ့သမီးလေးကိုဖက်ပြီးတော့သမီးရဲ့အဖေတာဝန်မကြေခဲ့ရင်ခွင့်လို့ပါသမီးလေးပေါ်မှာအဖေမြတ်တာတွေကိုအပြည့်အဝမပေးနိုင်ခဲ့ရင်တော့သမီးခွင့်လို့ပါသမီးရဲ့အဖေတယောက်အနေနဲ့ကြစ်ပါအောင်စုပ်ပြီးပြောလိုက်ချင်အောင်ပါဘုရားမပြောလိုက်ရဘူးသူပြောလိုက်တဲ့စကားတခွန်းနဲ့ပဲကြည်ကောင်းတယ်လို့ကကြည်စီစဉ်လိုက်တော့သူ့သမီးလေးအလောင်းဘယ်နာမြုံမှာဘုရားမသိရှာဘာကြောင့်လဲဒီဘက်မှာသူ့တိုင်းပြည်ကြီးကသူ့ကိုစောင့်နေတာဒီဘက်မှာသူ့တိုင်းပြည်လွတ်လပ်ရေးရဖို့ဆိုတဲ့အတွက်ဒီဘက်အခန်းထဲမှာစောင့်နေတဲ့လူတွေအားလုံးကတိုင်းပြည်အတွက်စောင့်နေတာသူ့ကလေးအတွက်သူ့အချိန်မပေးနိုင်တော့မချစ်တာမဟုတ်ပါဘူးနှလုံးသားမရှိတာမဟုတ်ပါဘူးစွန့်လွတ်လိုက်ရကျွန်တော်တို့ဗုဒ္ဓဘာသာမှာလည်းစွန့်လွတ်တယ်ဆိုတဲ့တရားတော်တော်မြင့်မြတ်ပါဘုချုပ်ကလည်းစွန့်လွတ်လိုက်ရကျွန်တော်ပြောနေတဲ့အရေးချင်းတွေမှာ
ASK လို့ပြောတဲ့ S မှာအဲ့ဒီ sacrifice ဆိုတာပါလာကျွန်တော်တို့တိုင်းပြည်နဲ့ကျွန်တော်တို့ရဲ့မိသားစုအရေးကိုရှင်းလာရင်ကျွန်တော်တို့တိုင်းပြည်အရေးကိုဦးစားပေးကြစွန့်လွတ်ကြစွန့်လွတ်နိုင်တဲ့တတိကျွန်တော်တို့ရှိကြဒီတော့ဘိုလ်ချုပ်ရဲ့လူဆန်တဲ့အချက်တွေကျွန်တော်သာရှောက်ပြောနေကျွန်တော်ပုံမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော် ASK လို့ပြောတဲ့နောက် K တခုက knowledge ပါဘုဟုတုတ္တဘုဟုတုတ္တဘယ်ကရမလဲဘယ်ကဖြစ်ဖြစ်ရပါတယ်မေးလို့ရတယ်စာဖတ်လို့ရတယ် Facebook တွေဗျာအခုတော့ဒီမှာပြောပါတယ်နှစ်ပတ်လောက်ရှိပြီလို့ပြောတယ်ဟိုဟာ internet သုံးလို့မရတာတယ်လီဖုန်းကိုပြောလို့ရလားမရလားကျွန်တော်တော့မသိဘူးကျွန်တော်တို့တော်တော်ခက်ခက်ပြောရတယ်တယ်လီဖုန်းလေးကျွန်တော်တငယ်ချင်းဆိုရင်နိုင်ငံခြားလာတယ်ကျွန်တော်တငယ်ချင်းတယောက်ကစစ်တမ်းကောက်တယ်ဗမာလူမျိုးတွေတယ်လီဖုန်းဘယ်လိုပြောတယ်လဲစစ်တမ်းကောက်တယ်လို့ပေါ့ကတယ်လီဖုန်းတစ်ခုကိုစကင်လိုက်တာ ਨੇ ပထမဆုံးပြောတဲ့စကားလုံးတွေကိုသူကစစ်တမ်းကောက်တာအဲ့တော့သူအင်္ဂလိပ်တွေကတယ်လီဖုန်းကိုကောက်ကင်လိုက်တာ ਨੇ ပထမဆုံးပြောတဲ့စကား hello ဒါအင်္ဂလိပ်တိုင်းပြောတယ်အမေရိကန်တွေကကျတော့တယ်လီဖုန်းကောက်ကင်တာ ਨੇ hi ဟုတ်ပြီဂျပန်တွေကျတော့ဘယ်လိုပြောလဲမရှိဗမာတွေကျတော့ဘယ်လိုပြောလဲကြားလားဟာကျွန်တော်အဲ့ဒီကောင်ခေါင်းခေါက်ပါတယ်ဟာကြားလားဆိုတာဗမာဒလိမဟုတ်ဘူးဗမာတွေကတယ်လီဖုန်းကင်တာနဲ့ကြားလားဆိုတာဗမာပြောတဲ့စကားမဟုတ်ဘူးမင်းတို့စက်တော်ကြီးအသုံးမကျလို့ငါတို့ကကြားရလားလို့ပြောပြီးရွှေ့နေရတာဟုတ်လားခုနကကျွန်တော်ဒီပွဲကင်းလာတော့ဆရာတော်သူကြည့်တော့ကကိုနဲ့ဒီနဲ့ဆက်တာမကြောက်ဘူးကိုသိချင်းအိမ်နဲ့ဒီနဲ့လှမ်းဆက်နေတာဒီကဆရာဟောလို့ပြီးပြီလားမပြီးသေးဘူးလားကြားလားဆရာတော်လည်းကြားလာယူပဲအဲ့တော့ကျွန်တော်တို့လည်းကျွန်တော်ပြောချင်တာခုန knowledge ဆိုတဲ့ဘုဒ္ဓတာမှာကျွန်တော်တို့စာဖတ်လို့ရပါတယ်ခုန Facebook ကြီးကြည့်နေကြတာပဲဘာသာတရားရဲ့အဆုံးအမတွေပညာရဲ့ဆိုင်ရာတွေကျွန်တော်တို့သိတဲ့ကိုကတကယ်လို့ဂီတဝါဒနာပိုင်းဂီတဘေးလင်းဝါဒနာပိုင်းဘေးလင်းဖတ်လို့ရပါတယ်အဲ့ဒီလိုဖြည့်မယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီ ASK ဆိုတာမေးတာပေါ့နော် ability ရယ် skill ရယ် knowledge ရယ်ဖြစ်ဖို့လိုပါတယ်ဒါလေးကိုကျွန်တော်တို့သုံးခုစီတင်ပြအဲ့တော့ကျွန်တော်ကြီးပြောနေရတော့ဒီတစ်ခါတော့နည်းနည်းလေးချမ်းနေတယ်ဗျကျွန်တော်ပြိတ္တနည်းနည်းတော့မေးခြင်းတယ်ကျွန်တော်ဟိုတော့ပြန်ဖြေပေးပါကျွန်တော်ကြီးပဲပြောနေရတော့လေအဲ့တော့ကျွန်တော်တို့ကဟောပြောပွဲဟောတော့ကလေးမှလည်းကျွန်တော်ဟောခဲ့တယ်မနေ့ကကလေးဝမှလည်းကျွန်တော်ဟောတယ်ဟောတော့လည်းကျွန်တော်ကလေးမှလည်းဟောခဲ့တော့ကျွန်တော်တို့တစ်ခါတည်းမှာစာပေဟောပြောပွဲတွေပြောတယ်ဟာတဲ့စာရေးဆရာတွေကစာပေအကြောင်းမပြောဘဲနိုင်ငံရေးအကြောင်းတွေပြောတယ်ဆိုပြီးတချို့ကပြောပါဝေဖန်တယ်ပေါ့ဒါပြဿနာမရှိပါဘူးနိုင်ငံရေးဆိုလူတိုင်းကင်းလုံးပါမရကိုယ့်အိမ်နဲ့အိတ်နေတာလည်းနိုင်ငံရေးပဲသမင်းချက်တာလည်းနိုင်ငံရေးပဲဒါရှင်းတယ်အီးပါတာလည်းနိုင်ငံရေးပဲဘယ်ဟာမှကင်းလို့မရဘူးလေဆိုတော့ကျွန်တော်ကဟုတ်ပါတယ်ကျွန်တော်တို့ပြောတဲ့နေမှာအနည်းနဲ့များဆိုလို့ပါမှာပဲအရေးကြီးနေတာပဲအဲ့တော့ကျွန်တော်သိချင်လို့လားဖြည့်ပေးဖို့တောင်းပန်တယ်နိုင်ငံရေးဆိုတာဘာပါလဲသိတယ်လို့ပြောလို့ရပါတယ်ကျွန်တော်တို့မပြောဘဲနေမှာဆိုလို့မေးကြည့်တာနိုင်ငံရေးဆိုတာဘာလဲဗျာတစ်ခုတစ်ခုပြောရပါခင်ဗျာဘာပြောလိုက်တာမကြောက်နိုင်ငံရေးဆိုတာဘာပါလဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်သူပြောတာမကြားမှာဆိုလို့ကျွန်တော်ဆရာစကားကိုကျွန်တော်ပြန်ပြောပြပါမယ်တိုင်းပြည်ကောင်းစားဖို့အရေးပါတဲ့သဘောတူလားမသိဘူးတူတယ်ခုအနောက်ကပြောတာတော့ကိုချင်းစာဖို့အရေးပါတယ်အဲ့ဒါကိုသဘောတူလားမသိဘူးမတူပါဘူးတဲ့ဒါဆိုမတူတဲ့အကြောင်းနောက်ဘယ်သူများပြောချင်သေးလဲမသိဘူးနိုင်ငံရေးဆိုတာဘာလို့လူတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံတဲ့ပညာဟာနိုင်ငံရေးပဲတဲ့တရားဆရာကြီးပြောပါတယ်သဘောတူလားတူပါတယ်ပြောစရာကြီးကအခုလိုပြောနေရတော့ဟုတ်တယ်မလားပြောပါဘာဖြစ်လဲပြောလို့ရတာပဲမှားလောက်ကဘယ်သူမှမမှားအကုန်လုံးတူတူကြီးပဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟိုနောက်ကမကြားမှာဆိုလို့ကျွန်တော်ပြောပေးပါတယ်နိုင်ငံရေးဆိုတာတဲ့ဒီနိုင်ငံထဲမှာဖြစ်ပျက်နေတဲ့အရေးမှန်သမျှနိုင်ငံရေးကြီးပဲသဘောတူလား
အကုန်တူးနေတာပဲဟုတ်ပါပြီအဲ့တော့ကျွန်တော်စုံသွားတယ်ကျွန်တော်ကနိုင်ငံရေးဆိုတာနဲ့ပတ်သက်လို့လူတော်ကအဲ့လိုပြောနေကြတဲ့အချိန်မှာကျွန်တော်တခုပြောချင်ပါတယ်အဖြစ်ပြက်လေးတခုပေါ့ကလေးလေးတယောက်ဒီမှာတော့မတွေ့ဘူး9နှစ်သားလေးတယောက်ကသူ့အဖေကိုသွားမေးတယ်အဖေနိုင်ငံရေးဆိုတာဘာလဲအခုကျွန်တော်မေးတယ်လို့ပဲပေါ့အဖေနိုင်ငံရေးဆိုတာဘာလဲဟာ9နှစ်သားလေးကအဖေကိုနိုင်ငံရေးဆိုတာဘာလဲလို့မေးတော့အဖေကကြည်နဲ့သွားဟာငါသားငါရှင်းပြမယ်ဒီမှာကြည့်ဒီအိမ်ကိုပဲကြည့်လိုက်စမ်းအဖေတို့အိမ်ဒီဆိုကိုသိန်းရွှေတို့အိမ်ပေါ့နော်အိမ်ကိုပဲကြည့်လိုက်စမ်းဒီအိမ်တအိမ်လုံးကိုသုံးဖို့ဖြုံးဖို့ပတ်စံရှာနေတာဘာလို့လဲဟာအဖေရှာတာလေမှတ်ထားဒီအိမ်ရဲ့အရင်ရှင်ကအဖေတော့မှတ်ထားလိုက်ဖေဖေဒီအိမ်ကြီးရဲ့ငွေရှင်ကြေးရှင်အရင်ရှင်ကြီးဒါဆိုမေမေရအောင်ဟာမေမေကကြတော့ဖေဖေရှာပေးတဲ့ပတ်စံနဲ့တအိမ်လုံးအင်ကြီးဝတ်ဖို့တမင်းစားဖို့ဘာသုံးဖို့ညာသုံးဖို့ရေဖို့ပေးဖို့မိဖို့ပေးဖို့ကင်းဖို့ပေးဖို့စီမံခန့်ခွဲနေရတဲ့အတွက်မင်းမေမေကတော့အစိုးရဟုတ်ပြီအဖေကအရင်ရှင်အမေကအစိုးရအဲ့ဆိုအဖေသားရောဟာသားကတော့မင်းအမေစီမံခန့်ခွဲပေးတဲ့အတိုင်းကျောင်းသွားဆိုသွားတယ်အင်ကြီးလူဆိုဝတ်တယ်စားဆိုစားတယ်အမေပြောတဲ့အတိုင်းလိုက်လုပ်ရတဲ့အတွက်သားကပြည်သူ3ယောက်ပြတာဟုတ်ပြီဒါဆိုရင်သားတို့အိမ်မှာခိုင်းထားတဲ့အိမ်ပေါ်မမအော် तू ကတို့အိမ်မှာအလုပ်လာလုပ်တာတို့ကသူ့ကိုလာခပေးတာအဲ့ဒီအတွက်ကြောင့် तू ကအလုပ်သမားလူဒန်းစားဟုတ်ပြီ4ယောက်ဖြစ်လာပြီတယောက်ကြာနေတယ်ကျွန်တော်ညီလေးလမ်းတော်မှမလျှောက်တတ်သေးတဲ့ညီငယ်လေးကြံနေတယ်လာတာလေးပခက်ထဲကကလေးလေး तू ကရောဟာ तू ကတော့တို့တိုင်းပြည်ရဲ့အနာဂတ်ဟာကောင်းလိုက်တာကွာကလေးကမှတ်သွားတယ်အဖေကအရင်ရှင်အမေကအစိုးရငါကပြည်သူငါညီလေးကတိုင်းပြည်အနာဂတ်အိမ်ကအိမ်ပေါ်မမကလုတ်သမားလူဒန်းစားကျွတ်နဲ့ကလေးအိပ်ပြောတော့ည12နာရီတနာရီကျတော့ကလေးကလက်နိုးလာဟူးတဲ့အော်ကြတယ်စူးညနေတာဘာဖြစ်တာလဲသွားကြည့်လိုက်တော့သူ့ညီလေးကပခက်ထဲမှာအော်သူကချီးတွေသေးတွေလူးပြီးတော့ကလေးကဘယ်သူမှလာပြီးတန့်ရှင်းမလုပ်ပြီးတော့အော်ငိုးတယ်အဒုက္ခပဲမိမိကိုတော့ခေါ်မှဖြစ်မယ်သူ့အမေခံအောင်ပြင်ပြီးတကားခေါက်မိမိလူမေအေးဒီဘက်ကခေါ်ဟိုဘက်လှည့်သွားဟိုဘက်ကတော့ခေါ်ဒီဘက်ပြန်လှည့်အောင်လှည့်ကုန်ကြည့်ဒုက္ခပဲအဖေရှာမှအဖေပြအဲ့ဒီအချိန်လဲကြာအောင်မှာအောက်ထပ်ကအတန်ကြားလို့လဲတွားကြည့်ရောအဖေကဟိုအိမ်ကုန်မမရဲ့အခန်းထဲရောက်ဟာသွားပါကလေးကစိတ်ပြက်ပြီးသူ့ခန်းသူပြန်ပြီးအိပ်ပြောသွားနောက်တနေ့မနေ့ကျတော့မှကလေးကနိုးလာသူ့အဖေနဲ့လက်ဖက်ရည်တောက်ရင်းနဲ့တွေ့တယ်ဖေဖေဘာလို့သားတော့နိုင်ငံရေးကိုကောင်းကောင်းနားလည်သွားပြီဟာဟိုညာတို့ချင်းတော်လိုက်လားငါနဲ့သားချက်ချင်းကိုနားလည်သွားတယ်ကြည်သားကဲမင်းဘလို့နားလည်လဲပြောစမ်းပါဦးဖေဖေအားတဲ့ရှင်းလေးပါအရင်ရှင်နဲ့အလုတ်သမားလူဒန်းစားတိတ်ပုံပလူးနေတဲ့အချိန်မှာဟုတ်တယ်လေသူ့ဖေကအိမ်ပေါ်မခန်းထဲရောက်နေတာဟုတ်အရင်ရှင်နဲ့အလုတ်သမားလူဒန်းစားနဲ့တိတ်ပုံပလူးနေတဲ့အချိန်မှာအစိုးရကပြည်သူကိုဂရုမစိုက်တော့ဟင်သူ့အမေကသူ့သွားခေါ်တာလှည့်မှမကြည့်ပဲသူကပြည်သူကိုဗျဟိုကအစိုးရကိုအဲ့တော့ဟိုအစိုးရကပြည်သူကိုလည်းဂရုမစိုက်တော့ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကချီတယ်လူးနေတာပေါ့ဗျာအဲ့တော့ကျွန်တော်စောစောပြောတဲ့ emotion နဲ့ aesthetic ရဲ့နောက်တစ်ခုက empathy ဆိုတဲ့စာနာမှုတရားရဲ့ဒီကနေတဆင့်တက်လိုက်ရင် ASKS လို့မေးပါလို့ပြောတဲ့ ability စွမ်းရည် S skill ကျွမ်းကျင်အောင် K လို့ခေါ်တဲ့ knowledge ဘုဟုတုတ္တရှိအောင်ဖြည့်ဆည်းပေးကြတယ်ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကအခုပြောလို့ရှိတယ်မလူးနိုင်တော့ပါဘူးဒါကြောင့်ညလူငယ်တွေကိုကျွန်တော်ပြောတဲ့ E သုံးလုံးနဲ့ ASK ဆိုတဲ့ ask ကိုဖြည့်ဆည်းပေးကြပါလို့ပြောရင်ဒီကုန်းချုပ်ပါတယ်ကျေးဇူးတင်